စိတ်နှလုံးအေးချမ်းမှုဆိုတာလူတိုင်းအတွက်လိုအပ်ချက်တစ်ခုပဲဖြစ်တယ်ရုပ်ဝတ္ထုတွေကစိတ်နှလုံးအေးချမ်းမှုကိုမပေးနိုင်ဘူးစိတ်ချမ်းသာမှုဆိုတာဟာရုပ်ဝတ္ထုနဲ့မသက်ဆိုင်သလိုရှိတယ်စီးပွားဥစ္စာတိုးတက်တာလည်းစိတ်ချမ်းသာမှုကိုပေးတာမဟုတ်ထိုက်တဲ့လောက်တော့စိတ်ချမ်းသာမှုကြီးရနိုင်တော့လည်းပဲအပြည့်အဝပေးနိုင်သလားဆိုမပေးနိုင်ဘူးစိတ်ချမ်းသာမှုလုံးဝအပြည့်အဝပေးနိုင်တာတော့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကသာပေးနိုင်တယ်ဒါကြောင့်မို့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကိုအခြေခံပြီးတော့မထေမြတ်တွေပြောခဲ့တဲ့စကားဟာလူတွေရဲ့စိတ်နှလုံးအေးချမ်းမှုကိုဖြစ်ပေါ်စေနိုင်တဲ့စကားတွေလို့ဒီလိုမှတ်သားကြရမှာဖြစ်တယ်သူပြောလိုက်တဲ့စကားလေးကတပ္ပိရေဝသမာသေးထပဏိတေဟတ္ထဓတ္တိပိတပ္ပိရေဝသမာသေးထဆိုတဲ့စကားလုံးကတကယ်ကိုလူတော်လူကောင်းတွေနဲ့ပဲဆုံတွေ့ပါစေဆုံတွေ့အောင်ကြိုးစားကြပါလူတော်လူကောင်းတွေဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေတုံးဆိုပဏိတေဟိအဋ္ဌဓတ္တိဖိအဋ္ဌဓတ္တိဆိုတာတကယ်ရဲ့ဘဝရဲ့အဓိပ္ပာယ်ကိုသေသေးချာချာစဉ်းစားပြီးသိမြင်တဲ့ပညာရှိပုဂ္ဂိုလ်တွေပေါ့အဲ့ဒီပညာရှိပုဂ္ဂိုလ်တွေနဲ့ပဲပေါင်းသင်းမှာဓမ္မထာဝရစိတ်နှလုံးအေးချမ်းမှုဆိုတာဖြစ်မှာတမန်ပုဂ္ဂိုလ်တွေနဲ့ပေါင်းသင်းလို့ရှိရင်စီးပွားဥစ္စာတိုးတက်ခြင်းတိုးတက်မယ်စိတ်နှလုံးပူပန်ရမှုတွေမှာတဝဲလဲလဲပဲဖြစ်နေတို့ဆိုလို့နော်ဘဝမှာစိတ်နှလုံးချမ်းမြေ့စွာနေနိုင်မှုအတွက်ကတကယ်ကိုအကြောင်းအကျိုးကိုအမျှော်မြင်ရှိတဲ့ပညာရှိသူတော်ကောင်းတွေနဲ့ပဲပေါင်းသင်းမှုကြိုးစားပါပညာရှိသူတော်ကောင်းတွေနဲ့ဆုံတွေ့လိုက်ရတဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့အဲ့တော့ပညာရှိသူတော်ကောင်းဆိုတာတပ္ပိဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ကြည့်လိုက်တဲ့အခါတပ္ပိဆိုတဲ့စကားလုံးကတဘာယံတာဓုတဗ္ဗောဆိုတဲ့စကားလုံးကလာတပ္ပဆိုတာပွဲလေတဲ့တဲ့ပုဂ္ဂိုလ်ဆိုလိုတာကလူကြီးလူကောင်းစိတ်ကောင်းနှလုံးကောင်းရှိတယ်သူနဲ့တွေ့လို့ရှိရင်တကယ်ကိုတန်မိုးရှိတဲ့စကားတွေကြားရတယ်စိတ်နှလုံးအေးချမ်းမှုရှိတယ်အမျှော်မြင်ရှိတယ်သူပြောတဲ့စကားအတိုင်းနေထိုင်လို့ကစိတ်ညစ်စရာဆိုတာတခုမှမတွေ့ရအောင်အဲ့တော့တဘာယံတာဓုတဗ္ဗောပွဲလေတဲ့တဲ့ပုဂ္ဂိုလ်လူတွေကောင်းမှာဂုဏ်ရှိတရေရှိပတ်စံရှိလို့ဂုဏ်ရှိတရေရှိမဟုတ်ဘူးမွန်ရည်တယ်ပညာရှိတယ်သိမ်မွေ့တယ်အကျိုးအကြောင်းဆင်ခြင်တဲ့အသိဉာဏ်တွေရှိတယ်အမျှော်မြင်ရှိပြီးတော့လောကရဲ့ပြဿနာတွေကိုဆုံးဖြတ်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒါတွေကိုသူတော်ကောင်းလို့ခေါ်တယ်။ဒါမှအဖြစ်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ဘာသာတရားတွေနဲ့ကြည့်လိုက်မြန်မာလူမျိုးတွေကိုးကွယ်နေတဲ့ဗုဒ္ဓလို့ဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ကဘာတွေဟောခဲ့တော့ဒုစရိုက်စရိုက်ဆိုးတွေကိုမလုပ်ကြနဲ့ဒုစရိုက်တရားတွေကိုလုပ်မယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးစိတ်ယုံမာတွေမမွေးကြနဲ့စိတ်ယုံမာတွေရှိလို့ရှိရင်ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးဒါကြောင့်မို့တူဘောတူမေတ္တာထားကြစိတ်ကောင်းနှလုံးကောင်းမွေးကြကိုယ်ရနေကြသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာအကျဉ်းနာပွားကြကိုချင်းစာတရားထားကြကိုယ်ရတာလွန်သွားတဲ့ပုဂ္ဂိုလ်လည်းပဲသဘောပေါက်နားလည်ပြီးတော့သူ့ပေါ်မှာမနာလို့မရှုစိတ်မဖြစ်ကြနဲ့တစုံတစ်ယောက်ကကိုယ့်ကိုစော်ကားတော်လည်းပဲအညှိုးတေးတွေထားပြီးတော့တုံ့ပြန်တဲ့ရံဘက်တွေမလုပ်ကြနဲ့ဆိုမငြိမ်းချမ်းအောင်ဆုံးမပေးတာဖြန့်ဖြေပေးတဲ့စိတ်နေသဘောထားတွေတကယ်အေးချမ်းမှုကိုဖော်ပြတယ်အဲ့ဒါလို့ပြောတဲ့ပုဂ္ဂိုလ်တမိုးရှိတယ်ငုံမခံနဲ့ချသူကဒုံနဲ့ဆိုငါဓာတ်နဲ့ဆိုငါလက်နဲ့ဆိုအဲ့လိုမြောက်ပေးတဲ့ပုဂ္ဂိုလ်တွေကလည်းလောကမှာရှိတယ်လေအဲ့ဒါလို့
ငုံမခံနဲ့အပြတ်ရှင်းဖြတ်ကြတတ်ကြဖြတ်ကြဆိုတဲ့ပုဂ္ဂိုလ်တိုက်တွန်းတဲ့ပုဂ္ဂိုလ်နဲ့မလုပ်ကြနဲ့အလုံးသိခံပြီးတော့တုံးနဲ့တူအစဉ်ပြေအောင်ကိုချင်းစာတရားနဲ့နေကြဆိုတော့အေးချမ်းမှုနဲ့ပူလောင်မှုကမတူနော်ပူလောင်မှုကမတူသို့သောလောကသားတွေအနေနဲ့ကတော့ငုံခံလိုက်တာကိုအရှုံးပေးတယ်လို့ယူဆကြတယ်ရှုံးပေးတယ်ဒီဘဝမှာသူကကြည့်လိုက်လို့ရှိရင်ရှုံးသွားတယ်လို့ပဲယူဆကြတကယ်ကတော့မြတ်စွာဘုရားကအဲ့ဒါလို့မမြင်ဘူးမရှုံးဘူးဘာကြောင့်မရှုံးလို့ဆိုရင်မင်းရဲ့ရင်ထဲနှလုံးမှာဒေါသဆိုတဲ့အကုသိုလ်မဖြစ်တာကိုမင်းမှမရှုံးဘူးဒေါသအကုသိုလ်ဖြစ်လို့ရှိရင်အ ਨੇ ဆုံးဒီလူဟာဖြစ်ရဘဝမှာအယုတ်ဆိုးကြည်တံဖြစ်မယ်နောက်ဘဝရောက်သွားလို့ရှိရင်လေဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့ရှောက်ရပုံဟာအပင်ငရဲပဲဖြစ်တယ်အပင်ငရဲကလွတ်လာလို့ရှိရင်လေသူဟာဒေါသကြီးတဲ့တိရစ္ဆာန်မျိုးတွေပဲဖြစ်တယ်ခွေးဖြစ်ရင်လည်းတဟောင်ဟောင်လုံးတဲ့အကောင်မျိုးကြိုက်တတ်တဲ့ခွေးနော်ကြားဖြစ်မယ်ခြင်သေးဖြစ်မယ်ရန်လိုတဲ့အမျိုးအစားမျိုးတွေဖြစ်တယ်ဆိုတော့သူဟာဘယ်ဘဝရောက်ရောက်ကောင်းနိုင်စရာအကြောင်းမရှိတော့ဒီဒေါသတွေနဲ့တဟုံဟုံမှန်မှုပြီးတော့သူ့ဘဝဟာအေးချမ်းတယ်ဆိုတာမရှိအဲ့ဒါလို့တစ်ဖက်သားကိုအနိုင်ယူတဲ့အဆိုးတွေဖြစ်တော့သူတို့အနိုင်တဲ့ပုဂ္ဂိုလ်ရောမပေါ်ဘူးလားဆိုပေါ်လာတာပဲလေပေါ်လာတာတုံ့အလှဲ့ဆိုတာမျိုးကလောကမှာရှိတာအနိုင်ယူရင်အတုံ့အလှဲ့ရှိတယ်အနိုင်မယူဘူးနော်အရှုံးပေးနှလုံးအေးတဲ့ဆေးဆိုရင်ရှုံးပေးလိုက်ခြင်းအပြင်လောကမှာတော့ရှုံးသွားတယ်လို့ထင်တယ်မဟုတ်ဘူးဘယ်သူကိုရှုံးပေးတာတော့ဆိုလို့ရှိရင်မေတ္တာနဲ့အရှုံးပေးတာသာဖြစ်တယ်တုံ့ပြန်မှုမလုပ်တာကိုပဲလူတွေကအရှုံးပေးတယ်လို့ခေါ်တယ်သို့တော့အနိုင်ရလိုက်တာကိုယ်ကနိုင်ရလိုက်တာပညာရှိသူတွေကသူတော်ကောင်းတွေကဘလို့ဟောကြတော့မြတ်စွာဘုရားကိုယ်တိုင်ကဘလို့ခံယူချက်ထားအာကောဒေနစီနေကောတာစိတ်ဆိုးနေတဲ့လူကိုမင်းကမစိတ်မဆိုးပဲသိခံခြင်းနဲ့အနိုင်ယူလိုက်ပါသူ့ဘာလို့တုံ့ဖက်မလဲစိတ်ဆိုးမလဲသိခံခြင်းနဲ့အနိုင်ယူလိုက်ပါသိခံလိုက်လို့ရှိရင်သူလည်းဒေါသပြေသွားမယ်ကိုလည်းဒေါသပြေသွားတယ်သူဒေါသကိုဒေါသနှစ်ခုဖြစ်ပြီဆိုလို့ရှိရင်ကိုပြင်းထန်လာတယ်ပြင်းထန်လာတဲ့အခါမှာသူပဲဖြစ်စေကိုပဲဖြစ်စေတူဟာနစ်နာပြီမဆုံးနိုင်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရလိမ့်မယ်ရင်ဆိုင်ပြီးလို့စိတ်ပြေသွားတဲ့အခါကျတော့မှားကုန်ပြီပြင်လို့မရတော့အဲ့ချိန်ကျနော်အနိုင်ယူလိုက်တဲ့ပုဂ္ဂိုလ်ကလည်းပဲပြစ်မှုသူဆက်ခံရတော့မယ်နော်ပြစ်မှုဆက်ခံရတော့မယ်တော့အရှုံးမပေးလို့တုံ့ပြန်တဲ့ပုဂ္ဂိုလ်ကလည်းပဲဘဝမှာအသက်ဆုံးလိုက်ရတာလည်းဖြစ်ချင်းဖြစ်မယ်သို့မဟုတ်ကိုကနိုင်လိုက်တာလည်းဖြစ်ချင်းဖြစ်မယ်နိုင်လိုက်လို့တစ်ဖက်သားသိဆုံးသွားပြီဆိုရင်သူလည်းရာဇဝမှုနဲ့ဒုက္ခရောက်အောင်ပါရှက်သွားတာမဟုတ်ဘူးနောက်ပြဿနာတစ်ခုထပ်တက်တာအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမသူတော်ကောင်းတွေရဲ့အဆုံးအမဆိုတာအာကောဒေနစိနေကောတာဒေါသကြီးလို့ရှိရင်မေတ္တာနဲ့အနိုင်ယူလိုက်ပါမေတ္တာနဲ့ငြိမ်းသက်လိုက်ပါသူဒေါသငြိမ်းသက်လိုက်လို့ရှိရင်မိတ်ဆွေမပြည့်အခင်မပြည့်နောက်ကျဖြစ်သွားအဲ့ဒါလို့အနိုင်ယူနည်းတွေကိုအကြောင်းကျိုးဆင်ခြင်ပြီးတော့ပြောပြတဲ့ပုဂ္ဂိုလ်တွေကိုတပ်ပြီးရေဝတမသေးတာအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့ပဲဘဝမှာဆုံတွေ့ပြီးသူတို့ရဲ့အကြံဉာဏ်တွေသူတို့ရဲ့အဆုံးအမတွေနဲ့ပဲနေတာကောင်းတယ်လို့ဒီပုံနှမထေကအဲ့လိုမရှိတာနော်သူ့ရဲ့အမှတ်တရစကားဟာအဲ့ဒါကြိုးကြုံဆင်ခြင်တတ်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲသူတော်ကောင်းတွေနဲ့ပဲပေါင်းသင်းမှုဆုံတွေ့ဖို့ကြိုးစားပါတဲ့အဲ့ဒါလို့ကြိုးစားလို့ရလာတဲ့အကျိုးဟာအမှန်တမ်းကြီးမားပါတယ်လို့ဆိုပြီးတော့အဆက်ပြောတော့ဆိုအထံမဟန္တံဂံဗီရံဒုဋ္ဌတံနိပုဏအနုတဲ့တာမန်လူတွေကဒီလိုအချက်ကိုမြင်ခဲ့တယ်ဘာလို့အရှုံးပေးရမှာလဲသူချကိုချပေါ့ဆိုတာမျိုးမြောက်ပေးပါပဲလေကိုကတော့မဟုတ်ဘူးဖြစ်ပေါ်လာမဲ့ပြဿနာတွေကိုကြိုတင်မြင်လိုက်တယ်မြင်လိုက်သည့်အတွက်ကြောင့်သူ့ရဲ့အတွေးဟာနဲ့နဲတယ်ဖြစ်ပေါ်လာမဲ့အကြောင်းအရာတွေအကုန်သိလို့
နော်အလွန်ကြီးမားတဲ့အကျိုးအမြတ်တူနဲ့တူရန်စားဆိုတာမရှိဘူးဟောလောကကြီးမှာအင်္ဂလိပ်ဘာသာအုပ်တွေထဲမှာလည်းပဲရှိတယ်လေနာမည်တော့မေ့နေရိုမီယိုတို့ဘာတို့အဲ့ဒီရှိတ်စပီးယားရေးတဲ့ဝတ္ထုတွေထဲမှာဆိုရင်ဆွေမျိုးတွေအစဉ်အဆက်ရံပဲဖြစ်နေကြတာလေနောက်ဆုံးမှာတူတူနားလည်မှုယူတဲ့အခါမှာအဲ့ဒီရန်ညှိုးဟာပြတ်သွားတယ်လို့ဆိုရင်သူနိုင်တဲ့အလှဲ့ကိုနိုင်တဲ့အလှဲ့သူကဥတဲ့အလှဲ့ကိုကဥတဲ့အလှဲ့ကျက်လက်ကဖြစ်နေကြရန်ညှိုးဆိုတာဟာဒီဘဝတည်းမဟုတ်ဘူးတခါတော့ကနော်ဒီလိုရန်ညှိုးမျိုးတွေကြောင့်မို့လို့လူသားနဲ့ဘလူမလူသားအမျိုးသမီးတယောက်ကစပြီးတော့ဖြစ်တာလူသားအချင်းချင်းကစပြီးရန်ညှိုးဖြစ်ကြတယ်မျိုးသမီးနှစ်ဦးအပြိုင်ဖြစ်တယ်ပေါ့နော်အိမ်တော်ဘက်အပြိုင်ဖြစ်တဲ့အခါမှာတူမနာလိုတဲ့စိတ်တူကမနာလိုတဲ့စိတ်နဲ့ပျက်စီးအောင်ကြံဖန်နောက်ဆုံးမှအသက်ဆုံးရှုံးသွားတဲ့အခါမှာအဲ့ဒီမျိုးသမီးကအညှိုးတေးထားပြီးဒေါသနဲ့သိဆုံးသွားတယ်ညှိုးတေးနဲ့သိဆုံးသွားတယ်တင်းတော့သိသေးတာပေါ့နော်ခုခေတ်လူတွေပြောတာလို့နော်ကိုယ်အလှဲ့ကြတော့မနှွဲ့စတန်းဆိုပြီးတော့အတုံအလှဲ့ဆိုတာလာမှာပဲဆိုပြီးအန်ကျိတ်ပြီးတော့မချမ်းနိုင်ဖြစ်ပြီးတော့သူဟာသိဆုံးသွားတဲ့အခါဘာသွားဖြစ်တုံးဆိုจิตติသွားဖြစ်တယ်ခုနကသူ့ကိုနိုင်ယူလိုက်တဲ့အမျိုးသမီးကဘာသွားဖြစ်တုံးဆိုသမင်သွားဖြစ်တယ်သမင်သွားဖြစ်တဲ့အခါသမင်မွေးတိုင်းจิตติကလာစားအတုံးလှဲ့ကြောင့်သူ့ကိုမှပုံမုန်းတာသူ့ကိုမှပုံမုန်းပြီးသူ့သားသမီးတွေကြီးပဲစားပြစ်တယ်ဘာမှမတတ်နိုင်ဘူးအဲ့ဒီအခါမှလည်းပဲသူကိုယ်တိုင်စားခံရတဲ့အချိန်လေးမှာနောက်မှကြမင်းကိုငါနိုင်မရစေဆိုပြီးတော့သူကလည်းပဲမကြေနိုင်မခိုင်းနိုင်နဲ့ဖြစ်သွားပြန်ဖြစ်သွားတဲ့အခါမှာလူမဘဝရောက်သွားဟိုမျိုးသမီးကတမင်မကဘလူမဘဝဖြစ်ပြီးတော့ခုနကလာစားတဲ့ကျက်သိမကလူပြန်ဖြစ်လာတယ်အဲ့ဒီအချိန်မှာတခါပြန်ပြီးတော့အတုံးအလှဲ့လှုပ်တာပဲနော်မဆုံးနိုင်တဲ့ရန်ညှိုးကလေးစားချေကြတယ်လို့ဆိုလို့တယ်အဲ့ဓာတွေဟာဒီလိုပဲဒေါသကိုဒေါသမေတ္တာနဲ့အနိုင်မယူသည့်အတွက်ကြောင့်ဘဝတန်တရားထိအောင်အမုန်းစိတ်တွေပါဝင်ပြီးတော့ဒုက္ခရောက်နေကြတယ်ဒီကနေ့ခေတ်ပဲကြည့်အကျမ်းဖက်သမားဆိုတာလေအမုန်းစိတ်တွေပြင်းထန်ပြီးတော့လူတွေကိုဘယ်သူပဲဖြစ်ဖြစ်တတ်ဖို့ဖြတ်ဖို့ဝန်မလေးတဲ့အနေအထားမျိုးတွေဖြစ်လာအဲ့ဒါမကောင်းတဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပေါင်းလို့မကောင်းတဲ့အတွေးအခေါ်တွေခေါင်းထဲရောက်ပြီးတော့ဒီလိုဖြစ်ကုန်ကြတာအကယ်၍သာမေတ္တာတရားနဲ့တူဘောတူသိခညမယ်ခွင့်လွှတ်ကြမယ်နော်ဘယ်သူမှရံမလို့ကြဘူးဆိုရင်ဒီအဖြစ်မျိုးကိုမရောက်နိုင်တော့ဘူးပေါ့ငြိမ်းချမ်းသွားမှသိချတယ်ပေါ့ဒါကြောင့်မလို့မကန်နဲ့ပြောတဲ့ပုဂ္ဂိုလ်ရဲ့စကားလူမိုက်တွေရဲ့အပြောစကားတွေရဲ့ခြားထဲမှာနှမျောသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှကောင်းရာအဖြစ်ကိုမရပါနဲ့ငြိမ်းချမ်းမှုကလည်းဘယ်တော့မှရမှာမဟုတ်ဘူးလို့ငြိမ်းချမ်းမှုဆုံးရှုံးသွားပြီဆိုလို့ရှိရင်အကျိုးတရားတွေဟာများစွာဆုံးရှုံးသွားနိုင်တယ်လို့ဒီလိုဆိုတာပေါ့နော်အကျိုးတရားတွေဟာစက်တိုက်ဆုံးရှုံးသွားဖို့ပဲရှိတယ်တဲ့ဒီရာသမတိကိစ္ဆန္တိအပ္ပမတ္တဝိသကနာတကယ်တော့အရာရာမှာဆင်ញင်စဉ်းစားတတ်တဲ့ဆင်ញင်တုံတရားအရှိမြင်တတ်တဲ့အမြော်အမြင်ပညာအရာရာမှာခေါင်းနဲ့ပညာနဲ့စဉ်းစားတတ်တဲ့ပညာရှိပုဂ္ဂိုလ်များသာလျှင်နော်တကယ်ကိုငြိမ်းချမ်းမှုဆိုတဲ့အေးချမ်းသာရတဲ့အနေထားတစ်ခုထာဝရပိုင်ဆိုင်မှုရနိုင်ကြပါတယ်တဲ့နှုတ်ဖို့ဆိုလို့ရှိရင်စိတ်ကလုံးအေးချမ်းမှုဆိုတဲ့တရားတွေဟာဆုံးရှုံးကုန်ကြမှာပါပဲလို့
ဒါပုံနာမထေရရဲ့အမှတ်တရစကားပြောတာနော်အဲ့တော့အပေါင်းအသင်းဟာလွန်ရေးကြီးတယ်ပေါ့ဘုန်းကြီးတို့ဘဝမှာပေါင်းသင်းဆက်ဆံမှုဟာလွန်ရေးကြီးတယ်မကောင်းတဲ့လူနဲ့ပေါင်းလို့မကောင်းတဲ့အတတ်တွေတက်လာမယ်မကောင်းတဲ့အတွေးတွေခေါင်းထဲဝင်လာမယ်မမှန်မကန်တဲ့အမြင်တွေခေါင်းထဲရောက်လာမယ်ဆိုရင်အဲ့ဒီအမြင်တွေကိုအခြေခံပြီးတော့လူဟာဆိုးမိုက်ပြီးတော့နောက်ဆုံးမှာတန်တရားထဲမှာရုံမထွက်နိုင်တော့အခြေအနေဆိုးတွေနဲ့ကြုံတွေ့သွားနိုင်တယ်သူ့လက်ကိုယ်လက်ဆိုတာမျိုးတွေနဲ့ဒုက္ခရောက်သွားနိုင်တယ်လို့အဲ့တော့ဒီစကားအမှတ်တရစကားပြောတဲ့ပုဂ္ဂိုလ်ဟာဘယ်သူလဲလို့ဆိုလို့ရှိရင်ရှင်ပုံနာဆိုတဲ့မထေရပုံနာဟာနှစ်ပါးရှိပိဋကစပေမှာနော်လေကိုင်းကျောင်းတော်ရာနဲ့ပတ်သက်တဲ့ပုံနာဆိုတာပုံတော်ဝါဒသုတ်တာအဲ့ဒါတစ်ခုတပါအခုဒီရှင်ပုံနာဆိုတာဟာသူကမြတ်စွာဘုရားရဲ့ဇာတိဒေသကပိလဝတ်မြို့အနီးနားမှာဒေါနဝတ္ထုဆိုတဲ့ပုံနာရွာကြီးရှိတယ်ဗြဟ္မဏေကြီးပဲနေကြတယ်အဲ့ဒီပုံနာရွာကြီးကရွာသားတူပဲသူဟာတပည့်စကြာတရားဟောတဲ့အခါမှာပထမဆုံးကျွတ်တန်းဝင်ပြီးသောတပန်ဖြစ်ပြီးမြတ်စွာဘုရားဓမ္မပထမဆုံးယဟန်ဖြစ်ခံယူတဲ့ရှင်ကွန်းတညာရဲ့တူအရင်ပဲပုံနာဆိုတာသူ့ရဲ့မေတော်ကမန္တာနီဆိုတဲ့ပုံလေးမှမြို့သမီးဖြစ်လို့သူ့အမေနာမည်နဲ့ဗာထည့်ပြီးတော့ပုံတော်မန္တာနီပုတ်တော်လို့စာပေကျမ်းကမှာဒီလိုဆိုတယ်မန္တာနီဆိုတဲ့ဒကမာကြီးရဲ့မြို့သမီးရဲ့သားဖြစ်တဲ့ရှင်ပုံနာလို့အဲ့ဒီရှင်ပုံနာဟာသူကရှင်ကုဏ္ဏညာမထေရမြတ်ကြီးရဲ့တူရှင်ကုဏ္ဏညာဆိုတာအလုံးသိတဲ့အတိုင်းဘုရားလောင်းလေးမွေးဖွားလာတဲ့အခါမှာဖိတ်ခေါ်ပြီးတော့မင်းသားလေးရဲ့ကြံရင်လက္ခဏာကိုကြည့်ခိုင်းတဲ့ဘုရင်ရဲ့ပရောဟိတ်ပုံနာတွေထဲမှာတဦးဖြစ်ပါဝင်ခဲ့တယ်ပေါ့သူ့ဦးလေးကတဦးဖြစ်ပါဝင်ခဲ့ပညာတတ်ပုဂ္ဂိုလ်အဲ့သူကလည်းပဲပညာတတ်ပုဂ္ဂိုလ်ပဲအဲ့တော့ကုဏ္ဏညာဆိုတဲ့မထေရမြတ်ကြီးရဲ့တူအရင်ဖျားလောင်းလေးနောက်ပိုင်းတောထွက်သွားတဲ့အခါမှာရှင်ကုဏ္ဏညာအမှုပြုတဲ့ပိဿဝဂီတွေလည်းနောက်ကနေလိုက်သွားကြတယ်လိုက်သွားပြီးတော့ပထမဆုံးတရားဓုတရားမြတ်ရရင်နာဖို့ဆိုပြီးအခွင့်ရအောင်လို့ကြိုတင်ပြီးလူဘဝဆုံးခွာပြီးမလှမ်းမကမ်းမှသွားနေကြတယ်ဖျားနဲ့ဖျားလောင်းတရားကျင့်တဲ့နေရာအနီးပါးမှနေကြတယ်နောက်ဆုံးကျတော့6နှစ်နီးဒုက္ခရစရိယပင်ပန်းခံပြီးတော့ကျင့်တယ်သူတို့ဟာဝိယဝိဆဆောင်ရွက်ပေးရင်ကနေခက်လန်းလန်းကနေကြအဲ့ဒီနီးဟာမှားနေသည့်အတွက်ကြောင့်ကျမကြီးချို့တက်သွားတဲ့ဘုရားလောင်းကသူ့ရဲ့ technique ပေါ့ကျင့်တဲ့နီးစနစ်တွေကိုပြောင်းလိုက်မယ်ပြောင်းပြီးတော့ကျမကြီးကောင်းအောင်ပြန်ပြီးတော့အစာစားပြီးကျမကြီးခ ्यू ဆိုင်ပြီးအပြန်မွေးတဲ့အချိန်မှာသူတို့ကသွားပြီးဖျားဖြစ်ဖို့အသိဉာဏ်တရားဓုကိုတော့ရတော့မှာမဟုတ်တော့ဘူးဆိုပြီးစိတ်ပြက်လက်ပြက်ဖြစ်ပြီးတော့ဗာရဏသီဘက်ကိုခရီးထွက်သွားကြပြီဣတိပတနာတော်ရောက်သွားကြတာသူတို့ဟာဖျားလောင်းတရားကျင့်တာကိုဆုံးခွာပြီးတော့ထွက်သွားကြတာစိတ်ပြက်လို့ထွက်ခွာသွားတာနော်အဲ့ဒီရှင်ကုဏ္ဏညာကြီးကကပိလဝတ္ထုမြို့အနီးနားကဒေါနဝတ္ထုဆိုတဲ့ဗြဟ္မဏရွာကြီးတရွာရဲ့ရွာသားတူဖြစ်တယ်သူ့ရဲ့တူကအခုရှင်ပုံနာအဲ့လိုမြတ်စွာဘုရားစီသူကတရားနာပြီးနောက်ဆုံးမှာဒွေစကြတရားဟောတဲ့အခါမှာသောတပန်ဖြစ်ပြီးချင်းမြတ်စွာဘုရားရဲ့တပိဿဝကယဟန်ဖြစ်ပထမဆုံးပြုခွင့်ရတဲ့ပုဂ္ဂိုလ်ဖြစ်သွားနောက်ယဟန်နာအပါ60ထွက်ပေါ်လာတဲ့အခါမြတ်စွာဘုရားကခရီးတည်သစာတွေထွက်ပြီးတော့အမှန်တရားကိုလိုက်လံရှင်းပြဖို့အတွက်သာသနာပြုလွတ်တယ်လို့ခေါ်တာပေါ့နော်စရထဘိက္ခေစာရိကဘူဇနာဟိတယအများအကျိုးဖြစ်အောင်ထူထူဒေသကိုသွားကြမာဧကိနဒွေကမိဋ္ဌာတနေရာတဲ့ကိုဥတီချက်ဌာနတစ်ခုကိုနှစ်ယောက်မသွားကြနဲ့တပါးပဲသွားဘာလို့လဲဆိုတော့တန်ခါအပါးမှ60ပဲရှိတာနော်အဲ့တော့ကိုသွားတဲ့နေရာကို
ဒီတပါးစီပဲသွားကြဒေသေထဘိက္ခဝေဓမ္မအာရိကရယနာတကယ်ကိုစစ်မှန်ပြီးတော့လူတွေအကျိုးဖြစ်ထွန်းနိုင်တဲ့အဆုံးအမတရားတွေအမှန်တရားတွေကိုလိုက်လံပြီးတော့ဟောပြောကြလို့မှန်တရားတွေကိုလိုက်လံဟောပြောတယ်ဆိုတာဘာတွေတုံးလို့မေးဒုစရိုက်အခြေခံကပြောမယ်ဆိုလို့ရှိရင်ဒုစရိုက်တွေကရှောင်ကြဒုစရိုက်တွေရဲ့အပြစ်ဟာမတမကြီးမားတယ်သူစရိုက်တွေနဲ့နေထိုင်ကြသူစရိုက်တွေရဲ့အကျိုးကဒါတွေရှိတယ်ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ကြအမေဖေတွေကိုပြုစုကြနော်ဒါနကောင်းမှုလုပ်ကြသီလဆောက်တည်ကြလူတော်လူကောင်းဖြစ်အောင်မေတ္တာဘာဝနာပွားကြစသဖြင့်ကောင်းတဲ့ဘက်ကိုတိုက်တွန်းနှိုးဆော်ပြီးတော့ဟောပြောတာအဲ့ဒါတွေမကဘူးလောကကြီးမှာဘယ်ရာမှမမြဲဘူးဒါကြောင့်မို့အမှန်မြင်ဖို့အမှန်တွေးဖို့အပြောဆိုလုပ်ကိုင်အသက်မွေးမှုဝါမှုတွေဟာမှန်ကန်တဲ့ဘက်ကိုဥတည်ထားကြဖို့ကြိုးပမ်းအထုတ်တယ်ဆိုတာဘာတွေကိုကြိုးပမ်းအထုတ်အောင်စီးပွားရေးကြိုးပမ်းအထုတ်တာကတစ်ခုဓမ္မရေးနဲ့ပတ်သက်လာပြီးကိုယ်တဏ္ဍာမှာမကောင်းတဲ့စိတ်တွေသဘောထားတွေရှိရင်တွန်းလှန်ဖယ်ရှားပစ်ဖို့ကြိုးစားကြကောင်းတဲ့စိတ်တွေသဘောထားတွေမွေးမြူဖို့ကြိုးစားကြကြိုးစားခိုင်းကိုယ့်ဘဝကိုတတိရှိကြစိတ်ဓာတ်တည်ငြိမ်အောင်ကြိုးစားကြလို့မဂ္ဂင်၈ပါးနဲ့တိုက်တွန်းပြီးတော့လိုက်လံပြီးတော့ဟောပြောတာအဲ့ဒီချိန်တုန်းကဒီပထမဆုံးယဟန်ဖြစ်သွားတဲ့ရှင်ကွဋ္ဌညမထေရမြတ်စွာဘုရားကသာသနာပြုလွတ်တော့သူပဲသွားတော့ဆိုကပိလဝတ်သွားတာသူ့ဒေတာကိုသူပြန်သွားလိုက်တယ်ပြန်သွားပြီးတော့သူ့ရဲ့တူလေးကအရွယ်ရောက်နေပြီအဲ့တော့စာတော်တယ်တတ်တယ်ပုံနာဆိုတဲ့လူငယ်လူရွယ်လေးဟာထက်ထက်မြက်မြက်ရှိတော့သူ့တူလေးနားလဲအောင်ပြောပြီးတော့သူကသင်္ကန်းဝတ်ပေးတယ်သင်္ကန်းဝတ်ပေးတယ်ထာဝရငြိမ်းချမ်းတဲ့အငြိမ့်တက်ကိုရခြင်းမင်းဗြဟ္မပြည်ရောက်လည်းပဲဒီမင်းတို့ကျင့်နေတဲ့အကျင့်ဟာဗြဟ္မပြည်ကိုရောက်ဖို့မဟုတ်နိုင်ဘူးမရှိနိုင်ဘူးအဲ့တော့ဗြဟ္မပြည်ရောက်တာတဲ့တန်တရားလည်းပဲငါတို့ကျင့်တဲ့အကျင့်ဗုဒ္ဓဂေါရမဟောတဲ့လမ်းစဉ်ကိုမင်းလိုက်တာကောင်းတယ်ဆိုတူတူလေးကိုနားချပြီးတော့သာသနာ့ဘောင်ဝင်ခိုင်းလိုက်တယ်ဝင်ခိုင်းရဟန်းပြုပေးထားတယ်ရဟန်းပြုပေးထားတော့သူကရဟန်းပြုပြီးတော့မြတ်စွာဘုရားကရဟန်းတန်ဃာတွေကိုဒေသစာတွေကြွချီဖို့ဆိုဆေလွတ်လိုက်ပြီးတဲ့နောက်မှာသူကိုယ်တိုင်ကခရာဘက်ကိုကြွသွားတယ်ခရာဘက်မှာ2လ3လနီးနီးသတင်းသုံးနေထိုင်ပြီးတော့ယသိတစ်ထောင်အခြေအနေကိုချိပြီးယသိတစ်ထောင်နားလဲသဘောပေါက်အောင်ယသိတစ်ထောင်ကိုစီယုံပြီးတော့တရားချတယ်နောက်ဆုံးမှာယသိတစ်ထောင်ဟာသူတို့ရဲ့လမ်းစဉ်တွေကိုစွန့်ပယ်ပြီးမြတ်စွာဘုရားရဲ့လမ်းစဉ်နောက်ကိုလိုက်ကြတာနော်အဲ့လိုလမ်းစဉ်နောက်လိုက်တာတဲ့အခါအားလုံးဟာယဟန်ဖြစ်ပြီးတော့ဖရာဘဲကိုကြွတော့ဆိုဗေဝိသရာမင်းကြီးကတောထွက်လာတော့ကသူကတောင်းဆိုထားတာရှိတယ်ရှင်ဘုရားဗုဒ္ဓအဖြစ်သို့ရောက်ရင်သူ့နိုင်ငံကိုပထမဆုံးကြွပေးပါလို့ဆိုအဲ့တော့ရာဇဂိုနဲ့လည်းနီးနေတာဖြစ်တော့ကြောင့်ဗုဒ္ဓဂယာကနေပြီးယသိတစ်ထောင်နောက်ပါခြံရံနဲ့ရာဇဂိုဘက်ကိုယင်ကြွလိုက်တာရာဇဂိုကြွပြီးတော့မြတ်စွာဘုရားဟာရာဇဂိုမှာသတင်းသုံးနေထိုင်ခဲ့တယ်ပေါ့နော်အဲ့လိုသတင်းသုံးနေထိုင်တာအဲ့ဒီအချိန်လေးမှာပဲရှင်ကောဏညရက်လည်းဟိုဘက်ရောက်ပြီးတော့တူတူဆိုမြတ်စွာဘုရားရာဇဂိုမြို့သတင်းသုံးနေထိုင်တဲ့အချိန်မှာဘုရားစီတစ်ခေါက်ပြန်လာတယ်ပြန်လာပြီးတော့သူကအကြီးဆုံးတက်တော့အကြီးဆုံးလည်းဖြစ်တယ်ပထမဆုံးယဟန်ဖြစ်တာဆိုတော့အဲ့ဒီမှာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ဆိုတာကမြတ်စွာဘုရားရာဇဂိုသတင်းသုံးတဲ့အခါမှာပေါ်နေပြီသူတို့ဟာဧကတာဝကယာထုတွေနဲ့နေထိုင်တဲ့ပုဂ္ဂိုလ်တွေဧကတာဝကယာထုဆိုတာတရားဟောပြီဆိုလို့ရှိရင်ဒီ hierarchy လို့ခေါ်တယ် hierarchy ဆိုတာယာထုအဆင့်တန်းနေရာဆိုတာရှိတယ်မြတ်စွာဘုရားကတရားဟောပြီဆိုတဲ့အခါမှာရှင်သာရိပုတ္တရာရဲ့နေရာကဘုရားရဲ့လက်ရဘက်မှာရှိတယ်ရှင်မောက္ကလန်ရဲ့နေရာကလက်ဝဲဘက်မှာရှိတယ်ဘုရားနဲ့တန်းပြီးတော့သူတို့ထိုင်တာဘာလို့လို့ဆိုရင်
သူတို့နှစ်ပါးထိတ်တန်းတပြည့်ကိုထိတ်တန်းတပြည့်ဘာကြောင့်သူတို့ထိတ်တန်းဖြစ်နေတာတော့လို့ဆိုပညာအရာမှာဖရာလောက်နီးနီးပညာကြီးတယ်ရှင်သာရိပုတ္တရာရှင်မောက္ကလန်ကလည်းဖရာလောက်နီးနီးတကူကြီးတယ်အဲ့တော့ပညာဘက်ကထူးချွန်သူနဲ့တကူဘက်ကထူးချွန်သူနှစ်ဦးဟာမြတ်စွာဘုရားရဲ့လက်ယုံလက်ဝဲလက်ရာမှာရံပြီးတော့တရားဓမ္မဟောပြောတဲ့အခါမှာအမြဲတမ်းထိရောက်အောင်စွမ်းနိုင်တဲ့ပုဂ္ဂိုလ်တို့နှစ်ပါးကိုမြတ်စွာဘုရားရဲ့လက်ယုံတစ်ပြည့်ကြီးဖြစ်သူတို့ကသတင်းတော်ရှင်ကုဏ္ဏညာကပထမဆုံးယံဖြစ်ခဲ့ပြီမဲ့လို့သူစုပန်ခဲ့တာကပထမဆုံးတရားဓုကိုရရပါလို့ဤတရားဥနာရပါလို့ဤပဲဆုပန်ခဲ့တာဖြစ်တယ်ဒါကြောင့်မို့သူအတွက်နေရာကတော့မြတ်စွာဘုရားရဲ့နောက်ကျောမှာထားတယ်အကြီးဆုံးဖြစ်ပေမဲ့လို့သူကနောက်ကရောက်သွားတယ်ယာဓုနဲ့ hierarchy ဆိုတဲ့ယာဓုအဆင့်နဲ့ကြည့်လိုက်နောက်ရောက်အဲ့ဒီမှာရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကသူရှိရထိုင်ရမှာအာနာတယ်အသက်အားဖြင့်ငယ်တယ်အရွယ်အားဖြင့်ငယ်ကြတယ်သူတို့တွေထေကြီးဝါကြီးဖြစ်ပြီးတကယ်ကိုလေးစားရတဲ့ပုဂ္ဂိုလ်ကြီးကသူတို့နောက်ကဆိုတော့အာဒုအာနာဖြစ်တော့ရှင်ကုဏ္ဏညာကတန်ခါပရိသတ်ထဲမှာသူတို့ကိုချမ်းချမ်းသာသာနေပါစေသူတို့ကစုပန်လာတဲ့ပုဂ္ဂိုလ်တွေထူးချွန်တဲ့ပုဂ္ဂိုလ်တွေလူဆိုတာအရေးချင်းမတူဘူးလေနော်ဒီချင်းမတူအသက်နဲ့ပြောလို့မရဘူးအဲ့တော့သူတို့ကိုခွင့်လန်းပေးတယ်တာမန်ပုဂ္ဂိုလ်တွေဆိုဘယ်ပေးမလဲနောက်မှပေါ်ထင်ရွှေကြပင်ဆိုပြီးကဲ့ရဲ့အောင်ပါလေလူတွေကနောက်မှပေါ်လာရင်ရွှေကြပင်လို့တော့အခေါ်ခံရတယ်ဒါပေမဲ့နှုတ်ပြဖို့ပဲစဉ်းစားအဲ့ရွှေကြပင်နောက်မှပေါ်ထင်ရွှေကြပင်နေဆိုပြီးတော့မလိုမုန်းတာဖြစ်တတ်တယ်ဒါလူတဘာဝကိုပြောရှင်ကုဏ္ဏညာမထေရကြီးကတော့အဲ့လိုစိတ်ထဲမှာမဖြစ်ဘူးအေးသူတို့နေရထိုင်ရခက်ခဲလိမ့်မယ်ငါတန်ဃာတွေကြားမှာမနေတော့ဘူးမြတ်စွာဘုရားစီခွင့်ပန်ပြီးတော့ဟိမဝန္တာတောင်ကဆတ္တန်အိုင်းဆိုတဲ့ဘက်မှာသွားပြီးတသက်လုံးအဲ့ဒီမှာပဲသတင်းသုံးသွားတယ်ပြန်မလာနောက်ဆုံးပြိဋိဘံသံဃာနီးမှာဘုရားစီတစ်ခေါက်လာကြော့သွားတယ်အဲ့ဒီမှာပဲပြိဋိဘံဆံသွားတယ်အဲ့တော့သူကသူ့တူလေးကိုသင်္ကန်းဝတ်ပေးထားခဲ့ပြီးမြတ်စွာဘုရားစီသူပြန်လာတဲ့အချိန်မှာသူ့တူလေးကပုံနာဆိုတဲ့ရဟန်းတော်လေးကစိတ်ထဲမှာသူကဘယ်လိုတုံးဆိုသူဖျားကိုလိုက်ပြီးတော့မဖူးသေးဘူးဘာလို့လို့ဆိုသူတရားမကျင့်ရသေးဘူးသူဥကြီးတော်စီကတရားဓမ္မတွေကိုသူနာယူလိုက်တာနာယူပြီးတော့ကမ္မထာအထုတ်နည်းတွေကိုသူမှတ်သားပြီးတရားထုတ်ပြီးတရားဓုတရားမြတ်ရမှငါဖျားကိုသွားဖူးတော့မယ်နော်တရားဓုမရမချင်းငါဖျားစီမသွားသေးဘူးဆိုပြီးတော့တရားပဲအထုတ်လိုက်တာတရားအထုတ်လိုက်တော့သူကယန္နာဖြစ်သွားတယ်ယန္နာဖြစ်သွားတဲ့အခါမှာဘာတွေကိုသူစိတ်ဝင်စားတော့လို့ဆိုယဟန်ဘဝမှာနော်ဒီစိတ်ဆန္ဒအလိုလောဘနီးတာကိုသူသဘောကျတယ်လောဘကြီးတာကိုမကြိုက်ဘူးအလုံးဟာလောဘနေတယ်လောဘနေတယ်ဟိုဟာဖြစ်ခြင်းနဲ့ဒါဖြစ်ခြင်းနဲ့ဆိုတာဒီမရှိစေရအောင်လောဘနေဖို့ကိုရှိတာနဲ့ကျင့်တတ်ဖို့ကင်းကွာလွတ်လပ်ပြီးတော့တရားဓမ္မနဲ့ပျော်မွေ့ဖို့နော်သီလနဲ့ပြည့်စုံမှုသမာဓိနဲ့ပြည့်စုံမှုပညာနဲ့ပြည့်စုံမှုဆိုပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမထဲမှာအရေးချင်းတန်ဖိုးတွေကိုဖော်ပြထားတဲ့စကား10မျိုးကထာ10ပါးလို့ခေါ်တယ်အဲ့ဒီကထာ10ပါးနဲ့ပဲသူတပည့်တွေကိုဟောပြောဆုံးမသူကိုယ်တိုင်ကလည်းကိုယ်တိုင်လိုက်နာကျင့်သုံးတယ်အဲ့ဒါနဲ့သူကနာမည်ကြီးတယ်ဟောပြောကောင်းတယ်တပည့်တွေစီယုံရေးကောင်းတယ်သို့တော့ဘုရားနဲ့သူမတွေ့ရသေးဘူးနော်ဘုရားနဲ့မတွေ့ရသေးဘူးမြတ်စွာဘုရားကိုသူယန္နာဖြစ်ပြီးမှဖူးမယ်လို့အဲ့ဒီအချိန်မှာသူတပည့်တွေကလည်းယန္နာဖြစ်သွားယန္နာ900ယန္နာ900ကဘုရားကိုအရိယာဖြစ်သွားရင်ဘုရားကိုပိုးချီညိုကြတယ်ဘာလို့လဲဆိုရင်သူတို့သိတဲ့တရားဟာဘယ်ပုဂ္ဂိုလ်ကနေဟောတဲ့တရားလဲဆိုသူတို့ကိုယ်တိုင်သိသွားတဲ့အခါကျတော့ဟာဒီလိုစစ်မှန်တရားမျိုးဒီလိုပုဂ္ဂိုလ်မျိုးရဲ့တရားဟာအမှန်တမ်းထူးခြားတယ်ဒီလိုပုဂ္ဂိုလ်မျိုးနဲ့မတွေ့ရရင်ဒီတရားမျိုးမနာရရင်တို့ဒီအသိဉာဏ်တွေရမှာမဟုတ်ဘူးဆိုသိကျေစုတင်
သိကျေးဇူးတင်လို့ဘုရားကိုဖူးချင်ကြတယ်ရှင်ပုံနာကိုအားလုံးကခွင့်ပန်တဲ့အခါရှင်ပုံနာကဘာစဉ်းစားလိုက်တုံးဆိုငါဟာဒီပရိသတ်တွေတအုံးအုံးနဲ့နေတာကိုမြတ်စွာဘုရားမကြိုက်ဘူးနော်ပဝိဝေကလို့ခေါ်တယ်လူတွေစီစီကားကားဖြစ်တာဆိုလို့ရှိရင် तू ကရဟန်းတန်ဃာတွေဖို့မှာဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူး तू ကဘာလို့လို့ဆိုပရိသတ်များနေလို့ရှိရင်ဒီတရားနှလုံးသွင်းမှုအချိန်ကနည်းသွားတယ်ဒါကြောင့်မလို့စိတ်နှလုံးအိတ်ချမ်းမှုရဖို့ရအတွက်ကတယောက်ထီးနေမှပို့ပြီးတော့ဖြစ်တယ်solitary life ဆိုတာနော်တယောက်တည်းနေတဲ့အနေအထားမျိုးကို तू ကပို့ပြီးတော့နှစ်သက်တော့သူ့စိတ်ထဲမှာ तू ကအဲ့ဒါကိုချီးမွမ်းဟောပြောလေးရှိသည့်အတွက်ကြောင့် तू ကစဉ်းစားလိုက်တယ်သူ့တပည့်ပိဋက900နဲ့အတူဖျားစီသွားမယ်ဆိုလို့ရှိရင် तू ဟာအချမ်းရံနေနဲ့ဒီလိုနေပြီးတော့အတိုင်းနဲ့အဝိုင်းနဲ့ तू ခေါ်တဲ့တရားနဲ့ तू လုံးရက်နဲ့ဟာမကိုက်ဘူးဒါကြောင့်မလို့ तू ဟာတယောက်တည်းပဲသွားချင်တယ်တပည့်တွေနဲ့မသွားချင်ဘူးဒါကြောင့်တပည့်တွေကိုအရင်လွှတ်လိုက်တယ်ကဲကိုတော်တို့အရင်သွားမြတ်စွာဘုရားကိုရှိခိုးတပည့်တော်ရဲ့စကားနဲ့ဘုရားရဲ့ခြေတော်ဆုံးကိုဥတိုက်တဲ့အကြောင်းကိုရှောက်ထားတပည့်တော်နောက်မှလိုက်လာခဲ့ပါမယ်ဆိုသူကိုယ်တိုင်ဟောတဲ့တရားကိုသူကိုယ်တိုင်လေးစားလိုက်နာတဲ့အနေနဲ့သူဟာတဝိရိနေတဲ့ဘဝကိုစံပြအနေနဲ့နေပြပြီးသူတို့တွေကိုလွှတ်လိုက်တယ်လွှတ်လိုက်တဲ့အခါကျတော့သူတို့တွေကလည်းသူ့ကိုအလွန်လေးစားကြတယ်မြတ်စွာဘုရားစီရောက်တဲ့အခါကျတော့သူတို့တွေကသူတို့ဆရာဘယ်လောက်တော်တယ်ဘာတွေကိုဟောပြောတယ်ဆိုတာကိုမြတ်စွာဘုရားကိုရှောက်ကြတယ်နော်ရှောက်ကြတဲ့အခါဒီလိုဒီဘယ်အရာပဲဖြစ်ဖြစ်လောဘမကြီးတာတို့ရှိတာလေးနဲ့ကျင့်တတ်တာတို့လွတ်လွတ်လပ်လပ်နေတာတို့ကိုချင်းသီလပြေဝအောင်အထောက်ထားတို့ဆိုတဲ့အည်အသွေးတွေသူဟာသူကိုယ်တိုင်လည်းရှိအောင်လုပ်တယ်တပည့်တွေကိုလည်းရှိအောင်ဒါကိုပဲအလေးနဲ့ထားပြီးတော့ဟောပြောတယ်ဆိုတာတွေမြတ်စွာဘုရားကိုရှောက်ကြတာအဲ့ဒီစကားကိုဘယ်သူကကြားတော့ဆိုရှင်သာရိပုတ္တရာကြားဇာတိဒေသမှာသာသနာပြုတရားဟောနေတာရှင်ပုံနာအဟောပြောလဲအလွန်ကောင်းတယ်ဆိုတာရှင်သာရိပုတ္တရာကြားတော့ရှင်သာရိပုတ္တရာအလွန်ပညာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်ဆိုဒီစကားနဲ့ကြားလိုက်ရောသူကရှင်ပုံနာကိုသိတွေးချင်စိတ်ရှိသိတွေးချင်အဲ့တော့တွေးချင်တော့ယဟန်တွေကိုခဏခဏပြောတာရှင်ပုံနာများလာလိုက်လို့ရှိရင်သူကတနေရာရောက်နေမတွေးလိုက်ရမှာဆိုလို့သူစီကိုသတင်းပို့ကြပါရသော်ဘုရားရဲ့ဇာတိဒေသကရှင်ပုံနာဆိုတာဟာအင်တမတော်တယ်ဘုရားရှိခိုးသူ့လူပဲတွေကချီးမွမ်းပြီးရှောက်ကြတယ်အတော်ကိုတော်တဲ့ပုဂ္ဂိုလ်သူ့ကိုတွေးချင်လိုက်တာလို့ရှင်သာရိပုတ္တရာပြောတော့ယဟန်တန်ဃာထဲမှာပဲထင်ရှားတယ်ရှင်သာရိပုတ္တရာဟာရှင်ပုံနာကိုမမြင်ခင်ကတည်းကခင်မင်ပြီးတော့တွေးချင်မျက်နှိုးတယ်ဆိုတာကိုသိလာအဲ့တော့မြတ်စွာဘုရားရာဇဂိုမြို့ကနေပြီးတော့တာဝတိဘက်ကိုခီးကြွသွားတယ်တာဝတိမြို့ရောက်တဲ့အခါခုနကရှင်ပုံနာကကပိလဝတ်မှာနေတာမြတ်စွာဘုရားတာဝတိမြို့ရောက်တယ်လဲကြားရောသူကလည်းပဲတာဝတိမြို့ကိုဖျားဖူးဖို့အဲ့ကြမှာလာနော်အနုဆိုရင်ရာဇဂိုတိအောင်သူသွားမယ်မသွားရဘူးကိုဗုဒ္ဓဂယာသွားတဲ့လူတွေသိလိုက်မယ်နိဘောနယ်ဇာနဲ့တာဝတိကနီးတယ်လေအဲ့တော့ကပိလဝတ်ကနေပြီးတော့တာဝတိဘက်ကိုဆင်းလာပြီးတော့မြတ်စွာဘုရားကိုဇေရုံအကြောင်းမှာလာရောက်ပြီးသူကဥတိုက်တယ်အဲ့ဒါလို့ဥတိုက်တဲ့အခါမှာမြတ်စွာဘုရားကိုလျှောက်တယ်ဇာတိဒေသကလာတဲ့အကြောင်းပုံနာဆိုတဲ့နာမည်ကြားတော့ကိုရောတွေကတစွန်းတစကြားတယ်ဟာခုကြွလာတဲ့အာဂန္တုဘုန်းကြီးကရှင်ပုံနာလို့ပြောတယ်ဟာရှင်ပုံနာဆိုလို့ရှိရင်ရှင်သာရိပုတ္တရာကခဏခဏတဖွာဖွာပြောတယ်ရှင်ပုံနာလာရင်သူ့ကိုပြောကြပါဆိုပြီးတော့မှားထားတာရှိတယ်ဆိုကိုရောတစ်ပါးကအပြေးအလွှာအန္တဝနဆိုတဲ့ဇေရုံအကြောင်းသားတောနဲ့ကြီးထဲမှာရှင်သာရိပုတ္တရာရှိနေတာသွားပြီးတော့ပြောတယ်ကိုရောတွေးချင်တဲ့ရှင်ပုံနာရောက်နေပြီဖះစီရောက်နေပြီနော်
အဲ့လိုပြောတော့ရှင်သာရိပုတ္တရာခတ်တုတ်တုတ်ကလေးလာခဲ့တာရှင်ပုံနာကလည်းမြတ်စွာဘုရားကိုနှုတ်ဆက်ကြော့ပြီးတော့သူဟာအဲ့ဒီတောအုပ်ဘက်ကိုထွက်သွားတောအုပ်ဘက်ထွက်သွားတယ်အဲ့တော့ရှင်သာရိပုတ္တရာကရှင်ပုံနာလို့ဆိုတာ ਨੇ သူကနောက်ကနေလိုက်ရှေ့ကရှင်ပုံနာသွားတော့သူကနောက်ကနေမျက်ခြေပြတ်မှာဆိုတော့ခတ်သက်လေးလိုက်တယ်ရှေ့ကရှင်ပုံနာကသွားနောက်တောအုပ်ထဲရောက်တဲ့အခါကျတော့တပင်တပင်အောက်မှာရှင်ပုံနာကထိုင်ပြီးတော့တရားနှလုံးသွင်းအဲ့ဒီမှာရှင်သာရိပုတ္တရာကနောက်ဆုတ်ပြီးဘေးနာကတပင်တပင်မှာအသာထိုင်ဒီချိန်တော့သွားလို့မတော်သေးဘူးဒါလူဆိုတာအကဲခတ်ရတယ်ပေါ့နော်ဒီချိန်ကသွားလို့မတော်သေးဘူးသူဟာသမဘဝင်စားနေတဲ့ချိန်ဒီချိန်မှာသွားစကားပြောရမယ့်အချိန်မဟုတ်ဘူးဆိုပြီးတော့မလန့်မကန်းကနေပြီးတော့မျက်စိအောက်ကပျောက်သွားမှဆိုလို့စောင့်ကြည့်နေတဲ့ပုံစံမျိုးအဲ့ဒီမှာသွားပြီးတော့နေရှင်ပုံနာကအဲ့ဒီမှာသမဘဝင်စားရကနေထစဉ္ညာလျှောက်ပြီးဆိုတဲ့အချိန်ကျမှရှင်သာရိပုတ္တရာကသူ့တစ်ပင်အောက်ကထွက်လာပြီရှင်ပုံနာစီရောက်လာတာသိတွေးချင်တာသူသိတွေးချင်တော့နာမည်ကိုရင်မမေးဘူးရှင်ပုံနာရဲ့စွမ်းရည်တတ္တိကိုသိချင်တာတဲ့ကိုရောတဲ့မေးပြရစီတဲ့ကိုရောသာသနာပေါင်းဝင်တာဟာတိလစင်ကြယ်ဖို့ဝင်တာလားလို့ဟုတ်ပါဘူးတဲ့နောက်ဖြေပုံလေးကိုကြည့်ဒါဖြင့်တမာတိတိုးတက်ဖို့ဝင်တာလားမဟုတ်ပါဘူးပြောလိုက်တာတစ်ခုစီမေးသွားပြီးတော့ဟောတိလအတွက်လည်းမဟုတ်ဘူးတမာတိအတွက်လည်းမဟုတ်ဘူးနဲ့ဝိပဿနာဉာဏ်အစစ်စစ်တွေကိုမေးတာအဲ့ဒါအတွက်လားမဟုတ်ဘူးတဲ့နော်တိလဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိတိလဝိသုဒ္ဓိဆိုတာကိုချင်းတိလတွေပြည့်စုံတာစိတ်တဝိသုဒ္ဓိဆိုတာတမာတိစွမ်းအားတွေပြည့်တာစိတ်စင်ကြယ်တာနောက်ကင်္ခာဝိတရဏဝိသုဒ္ဓိဆိုတာအကြောင်းအကျိုးအကြောင်းတရားကိုသိမြင်ပြီးတော့စင်ကြယ်တာနော်ပฏิပဒါဉာဏထသနာဝိသုဒ္ဓိမေဃဉာဏထသနာဝိသုဒ္ဓိဝိပဿနာလမ်းကြောင်းဟုတ်တယ်မဟုတ်ဘူးဆိုတာကိုသိပြီးစင်ကြယ်တာပฏิပဒါဉာဏထသနာဝိသုဒ္ဓိလမ်းမှန်ပေါ်ရောက်ပြီးတော့စင်ကြယ်တာဉာဏထသနာဝိသုဒ္ဓိမဉဏ်ရပြီးစင်ကြယ်တာအဲ့ဒါတွေအတွက်ကိုရောသင်္ကန်းဝဋ္ဌလားဘုရားစီမှာတရားထုတ်ထားလားဆိုမဟုတ်ဘူးလို့ဖြေဒါဖြင့်ဘာအတွက်တုံးဆိုနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်ကြိုးစားတယ်ဆိုတော့အနုပါဒဒီစကားဟာတမာအဖြစ်ဆိုရင်တော့ကိုရောသီလစင်ကြယ်ခြင်းလို့ယဟန်ဝဋ္ဌလားဆိုဟုတ်တယ်လို့ပဲပြောကြမှာသူမဟုတ်ဘူးတဲ့ဘာလို့ဆိုဒါလမ်းဆုံးမှမဟုတ်တာဟုတ်နော်လမ်းဆုံးမှမဟုတ်တာအဲ့ဒါတွေကိုရှင်သာရိပုတ္တရာကိုဥပမာနဲ့ရှင်းပြတာကောသလမင်းကြီးကခရီးထွက်လာတယ်တဲ့ခရီးထွက်တဲ့ကအရေးတကြီးသွားเสียရှိတယ်မြဲထားတစည်းတဲ့နဲ့သွားရင်မြင်းမခံနိုင်ဘူးခရီးကနည်းနည်းဝေးတယ်ဝေးသည့်အတွက်ကြောင့်မြင်းလဲ9စီးမြင်းထား9စီးကိုဆင့်ခေါ်ထားတယ်ဘယ်နာတစည်းဆောင်ဘယ်နာတစည်းဆောင်တာဝတိမျိုးကထွက်လိုက်တဲ့အခါတစည်းအဲ့ဒီမြင်းမောပြီဆိုရင်နောက်မြင်းတစည်းပေါ်တစည်းဆက်သွားအဲ့တော့နောက်တစည်းပေါ်ဆက်သွားနဲ့မြင်း9စီးနောက်ဆုံးသူသွားခြင်းတဲ့နေရာကိုရောက်တယ်ရောက်တဲ့အခါမှာတဲ့ဘယ်ထားနဲ့လာတာတုံးလို့မေးမယ်ဆိုလို့ရှိရင်သူကကြည့်လေတာဝတိမျိုးကထွက်လာတော့ငါယထာတစင်းလေဈာထဲမှာလည်းယထာတွေအများကြီးသူပြောဖို့ရတစင်းနဲ့လည်းပြောလို့မရဘူးနောက်ဆုံးစင်းနဲ့လည်းပြောလို့မရဘူးပြောလို့မရတော့ဒီတိုင်းပဲပြောတာဝတိမျိုးကထွက်တာကယထာတစီအဲ့ယထာတစီပြီးတော့နောက်တစ်ခါတစီဆိုအစင်းစင်းနောက်ဆုံးဒီနေရာရောက်လာတဲ့ယထာကတော့ဒါပဲလို့ဆိုပြီးတော့အဲ့ဒါလို့ဖြေတယ်လို့ပဲတဲ့ဒီသီလဝိသုဒ္ဓိဆိုတာဘာအတွက်တုံးဆိုစိတ်စင်ကြယ်ဖို့အတွက်စိတ်တဝိသုဒ္ဓိအတွက်သာဖြစ်တယ်အဲ့ဒီပဲတဆင့်ပုတ်ပေးတာသူကယဟန်တန်ဃာတွေသီလစင်ကြယ်ရင်စိတ်တဝိသုဒ္ဓိစိတ်စင်ကြယ်မှုကိုပို့ပေးစိတ်စင်ကြယ်မှုကဘယ်ကိုပို့ပေးတော့ဆိုကင်္ခာဝိတရဏဝိသုဒ္ဓိဓမ္မရေးရနဲ့ပတ်သက်ပြီးတန်တရားကင်းတဲ့စီကိုပို့ပေးဒါပေမဲ့တန်တရားကင်းတာဘယ်ကိုပို့ပေးတော့ဆိုမေဃဉာဏတသနာဝိသုဒ္ဓိဝိပဿနာလမ်းကြောင်းဟုတ်တယ်မဟုတ်ဘူးဆိုတာသိဖို့အဲ့ဒါလို့သွားလိုက်တာနောက်ဆုံးကြတော့မှဉာဏထသနာဝိသုဒ္ဓိမှာနိဗ္ဗာန်ကိုပို့တာ
အဲ့တော့ဘယ်ဟာပို့တာတော့ဆိုတော့သူကအဆင်အဆင်သွားတာအားလုံးကိုပဲဖြေရမှာတစ်ခုတည်းနဲ့ဖြေလို့မရအဲ့တော့ရှင်သာရိပုတ္တရာကမေးလိုက်တာကိုသူကအဲ့လိုစနစ်တကျဖြေဆိုပြီးတော့ပြလိုက်တော့မှရှင်သာရိပုတ္တရာကသူတရားနာခြင်းလို့တမင်မေးတာသူမသိတာမှမဟုတ်တာပဲနော်အဲ့ဒါသူရှင်းပြတာကိုသဘောကျပြီရထဝိနိတသုတ်ဆိုတာဟောထားတာရှိတယ်နဲ့အဲ့ဒီမှာရှင်သာရိပုတ္တရာကနေပါအောင်နဲ့အရှင်ဘုရားဟောတာပြည့်စုံလိုက်တာကောင်းလိုက်တာမှန်ကန်လိုက်တာရှင်ဘုရားပွဲတော်ကဘယ်သူတော်လို့ဆိုတော့တပည့်တော်ပွဲတော်ကပုံနာလို့ခေါ်ပါတယ်သတင်းသုံးပေါ်တွေကတော့ပုံတော်မန္တန်နိပုတ်တော်မန္တန်နိရဲ့သားယဟန်ပုံနာလို့သိကြပါတယ်ဆိုတဲ့အခါရှင်သာရိပုတ္တရာသူသိရတဲ့နဲ့မေးတာနော်မေးပြီးတော့ရှင်ပုံနာနဲ့တွေ့ရတာသူဝန်တာတယ်တဲ့သူမေးတာတွေကိုကြာနာဖြေဆိုလို့သူဟာရှင်ပုံနာကိုခေါင်းပေါ်ရွက်ပြီးတော့ထားခြင်းတယ်ပေါ့လေဘယ်သွားသူမေးစရာရှင်ခေါင်းပေါ်ကနေချပြီးတော့မေးခြင်းတယ်ပေါ့ခေါင်းပေါ်ရွက်ထားခြင်းပါတယ်ရှင်သာရိပုတ္တရာအဲ့လောက်ထိအောင်လူတယောက်ကိုမျက်နှိုးတယ်လို့သူဆိုလို့တယ်နော်သူမေးချင်တာတွေအလွယ်တကူမေးလို့ရအောင်ရှင်ပုံနာကိုခေါင်းပေါ်တင်ပြီးတော့ရွက်ပြီးတော့ထားခြင်းပါတယ်လို့ပြောတော့ရှင်ပုံနာသူပြန်မေးတယ်အရှင်ဘုရားရဲ့ဘွဲတော်ကဘယ်သူတော်ဆိုတော့တပည့်တော်ရဲ့ဘွဲကတော့ဥပဋိတ္တလို့ခေါ်ပါတယ်သတင်းသုံးပေါ်တွေကတော့သာရိပုတ္တရာလို့သိပါတယ်အဲ့ကြတော့မှရှင်ပုံနာကတခွန်းနဲ့ပြောလိုက်တာဖယားလောက်နီးနီးပညာကြီးတဲ့ဆရာကြီးနဲ့စကားပြောတာရှင်သာရိပုတ္တရာမှမသိလို့ဥပမာတွေနဲ့သူပြောမိပါတယ်လို့အားတော့အာနာဖြစ်သွားဟိုကဧကတဝကကြီးလေနော်ဧကတဝကကြီးဖျားပြီးရင်ရှင်သာရိပုတ္တရာကနံပါတ်1ကိုအဲ့ဒါလောက်ပညာကြီးတဲ့ပုဂ္ဂိုလ်ဥပဝိယတွေနဲ့ပြောမိတာအားတော့အာနာဖြစ်တယ်လို့ဆိုတဲ့အကြောင်းသူပြောလိုက်တဲ့သူသုံးလိုက်တဲ့စကားလေးကတတ္ထုကပ္ပေနဝတ္တဘောအာစရိယေနမန္တယေမှာနာသနာမအာသမသာရိပုတ္တောတိဖယားလောက်နီးနီးပညာကြီးတဲ့ပုဂ္ဂိုလ်ကြီးနဲ့ဆွေးနွေးနေတာတောင်မှပဲရှင်သာရိပုတ္တရာမှမသိရလေချင်းမသိလိုက်လို့နှုတ်မို့ဆိုရင်ဒီလောက်ကြီးမပြောပါဘူးပေါ့နော်ပြောမှမဟုတ်ပါဘူးအဲ့ဒီမှာတစ်ပါးနဲ့တစ်ပါးဝါမြောက်ဝမ်းသာစကားတွေပြောခဲ့ကြတယ်အဲ့ဒီရှင်ပုံနာဒါကြောင့်မို့မြတ်စွာဘုရားကဓမ္မဂတိကအရာမှာဧတရက်ွယ်တူနဲ့သူချီးကျူးမြောက်စားခဲ့တယ်တရားအဟောပြောအလွန်လိမ္မာတယ်ဟောတတ်ပြောတတ်တယ်နားဝင်အောင်ပြောနိုင်တယ်ရှင်အာနန္ဒာမထေမြတ်တို့သူတို့ကလည်းသာဝတ္မြတ်စွာဘုရားရဲ့ဇာတိတေသသားတွေဆိုတော့ရှင်အာနန္ဒာကကပိလဝကသူကကပိလဝမြို့နယ်ကဒေါနဝတ္ထုဆိုတဲ့ရွာသားအဲ့တော့ဇာတိသားတွေပဲရှင်အာနန္ဒာမထေမြတ်တို့သင်္ကန်းဝတ်ပြီးတဲ့အခါမှာသူစီတွေ့ကြသူဟောတဲ့တရားကိုနာပြီးတော့ရှင်အာနန္ဒာကသောတပန်ဖြစ်တာနော်ရှင်အာနန္ဒာကသောတပန်ဖြစ်တာဒါကြောင့်ရှင်အာနန္ဒာကရှင်ပုံနာဟာတဲ့တပည့်တော်တို့လူငယ်တွေအတွက်သိကျေးဇူးများတဲ့ပုဂ္ဂိုလ်ပဲသူဟောတာပြောတာဟာအလွန်ရှင်းတယ်ဒါကြောင့်မို့သူတရားကိုနာပြီးတော့သူဟာသောတပန်ဖြစ်ခဲ့ရပါတယ်လို့ရှင်အာနန္ဒာကပြန်ပြီးတော့ပြောတဲ့သုတ်တာရှိတယ်ရှင်ပုံနာရဲ့တရားကိုနာပြီးတော့ရှင်အာနန္ဒာသောတပန်ဖြစ်တာဒါကြောင့်မို့ဇာတိဒေသမှာတရားဟောတဲ့နေရာမှာထင်ရှားကြော်ကြတာအဲ့ဒီရှင်ပုံနာအဲ့ဒီရှင်ပုံနာမထေမြတ်ထူးခြားထင်ရှားတဲ့မထေမြတ်ဖြစ်လို့ဒီမထေမြတ်ရဲ့ဆုံးမစကားဟာနော်တပ္ပိရေဝတမသေးထပန္တိတေဟထဓတ္တိပိတပ္ပိဆိုတဲ့လူကြီးလူကောင်းတဘာယံသာဓုတပ္ပိတပ္ဘောလူကြီးလူကောင်းပွဲလေတင့်တဲ့ပုဂ္ဂိုလ်လို့ဆိုလို့နော်ပညာရဲရဲပွဲလေတင့်ဆိုဗမာစကားဒီတပ္ပိကိုပြောတာပညာထူးချွန်တယ်အကျင့်သီလကောင်းတယ်ဒါကြောင့်ဝဲဒီပုဂ္ဂိုလ်တွေဟာထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်အဲ့ဒါလိုလူကြီးလူကောင်းပန္တိတာဆိုအမျိုးမြင်ရှိတယ်အထဓတ္တိအကြောင်းအကျိုးကိုသိချာရှုမြင်တတ်တယ်အမျိုးမြင်ကြီးမားတယ်အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ပဲပေါင်းသိကြပါသူကိုယ်တိုင်ဟာ
အခုလိုသူ့ရဲ့ဥယျာဉ်တော်ဖြစ်တဲ့ရှင်ကုဏ္ဏညာမထေရမြတ်ရဲ့အဆုံးအမတရားကိုနားရတယ်မြတ်စွာဘုရားဆိုတဲ့ထူးခြားတဲ့ပုဂ္ဂိုလ်သူများရဲ့တရားတွေကိုနားရတယ်ဒါကြောင့်မလို့သူဟာအခုလိုငြိမ်းချမ်းတဲ့အဆင့်ကိုရရတာဖြစ်တယ်ဒါကြောင့်အလုံးသောပုဂ္ဂိုလ်တွေဟာလည်းပဲအခုလိုစင်တမ်းမြင့်တဲ့တကယ်သူတော်စင်နေနဲ့ပဲပေါင်းတင်တိုက်တယ်ပေါင်းတင်မှသာလျှင်တကယ်အရေးကြီးတဲ့အဆင့်ကိုရောက်ရှိမှာဖြစ်တယ်လို့အထံမဟန္တံဂံဗီရံတာမန်လူတွေဒါတွေကမသိနိုင်ဘူးဂံဗီရဆိုတာလေးနဲ့တယ်နဲ့နဲတယ်အပေါ်ယံမသိဘူးတခြားကိစ္စတွေကအပေါ်ယံလေးနဲ့သိကြတယ်လေဒီအလွယ်တကူသိနိုင်တဲ့ကိစ္စမဟုတ်ဘူးဒါကြတော့အတော်စဉ်းစားပြီးတော့အသိဉာဏ်နဲ့မှသိလေးနဲ့တယ်မှန်ကန်တယ်အဲ့ဒီနဲ့နဲပြီးလေးနဲ့မှန်ကန်တဲ့အ내တွေပဲပြည့်တဲ့တရားတွေအဲ့ဓာတွေကိုဓီရာသမာဓိကိစ္ဆန္တိအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာလက်ကရရှိကြတယ်ပညာမရှိလို့ရှိရင်ဒါတွေကိုမသိနိုင်ကြဘူးဒါကြောင့်မို့အပ္ပမတ္တဝိသက္ခဏာစင်စင်စားစားနော်တွေးခေါ်ထားကြဖို့ဝိသက္ခဏာဆိုတာဆင်ញင်သုံးသပ်တယ်အရာခသိကိုအမတ်တမဲ့မနေဘဲနဲ့ဆင်ញင်သုံးသပ်ရမယ်အပ္ပမတ္တကိုရှိတဲ့အခြေအနေလေးကိုယဉ်မှုမနေကြနဲ့လို့သူတို့ဆိုလို့မယဉ်မှုတဲ့ပုဂ္ဂိုလ်ယဉ်မှုတယ်ဆိုတာဘာတော့ယာရုလေးရထားရင်ဒီယာရုလေးနဲ့ကျင့်တတ်တယ်စီးပွားဥစ္စာဖြစ်ရင်စီးပွားဥစ္စာလေးနဲ့ကျင့်တတ်တယ်လက်ရှိဘဝလေးမှာဆိုလက်ရှိဘဝလေးနဲ့ကျင့်တတ်နေတယ်ဒီတဲ့အစင်မြင့်တဲ့အလုပ်တစ်ခုကိုလုပ်ဖို့ရလူတွေဟာမေ့လျော့နေကြတယ်အဲ့ဒါကိုယဉ်မှုတယ်လို့ခေါ်တယ်ယဉ်မှုတယ်ဆိုတာကျင့်တတ်နေတာကိုယ့်အခြေအနေလေးနဲ့လူတွေဟာကျင့်တတ်နေကြတာအဲ့တော့ကျင့်တတ်တယ်ဆိုတာမကောင်းဘူးလားလို့ပြောမယ်ဆိုလို့ရှိရင်လှုပ်တဲ့လှုပ်တိုက်တာတွေကိုမလှုပ်ဖဲနေရင်ဆုံးရှုံးမှုတွေကအများကြီးဖြစ်တယ်ကိုယ့်ဟာလေးနဲ့ကိုယ်ကျင့်တတ်နေနော်ကျင့်တတ်တယ်ဆိုတာယဉ်မှုနေတာဆိုလို့တယ်ကဲယဉ်မှုပုံကဘယ်လိုတွေယဉ်မှုကြတော့ဆိုတာထင်ရှားအောင်ပြောရမယ်ဆိုရင်လူငယ်လူရွယ်လေးတွေဟာဘာနဲ့ယဉ်မှုလဲဆိုရင်သူတို့ရဲ့နုပြိုတဲ့အရွယ်နဲ့သူတို့ကယဉ်မှုတယ်လူငယ်ဆိုတာလူငယ်စိတ်လေးနဲ့ယဉ်မှုနေတယ်လူငယ်စိတ်နဲ့ယဉ်မှုနေသည့်အတွက်ကြောင့်သူဟာကောင်းတာလုပ်ဖို့အရေးကြီးတာလုပ်ဖို့မကြိုးစားဖြစ်ဘူးတတိမထားဖြစ်ဘူးအဲ့ဒါကိုယုပ္ပနမထလို့ခေါ်တယ်နုပြိုတဲ့အရွယ်လေးမှာယဉ်မှုနေတာကျင့်တတ်နေတာလေဒါလေးနဲ့လူငယ်လူရွယ်လေးတွေဟာကျင့်တတ်ပြီးတော့နေကြတာကိုယ့်ဘဝမှာပြောသလိုနေကြတယ်ကျင့်တတ်ကြတယ်ခြေနေတခုကျင့်တတ်တယ်အဲ့ဒီကျင့်တတ်နေတာဟာသာဝရလားကိုကျင့်တတ်နေတဲ့နုပြိုမှုဟာသာဝရလားဆိုဘယ်မှာတော့သိမကြဘူးနော်လူဘဝရလာပြီးတော့သိမကြဘူး30 40လောက်50လောက်ရောက်လာပြီဆိုရင်နုပြိုမှုတွေကဆုံးရှုံးသွားပြီလေတဖြည်းဖြည်းဆုံးရှုံးသွားခေါင်းပေါ်ဆိုရင်နေရာဖြူဆေးဆိုးရဖို့လိုလာပြီသွားတွေကကျိုးလာပြန်ဆိုင်ဖို့လိုလာအဲ့တော့ကိုကတော့ပျော်လို့မပြီးသေးဘူးအဲ့တော့နုပြိုမှုပေါ်မှာလဲလူဟာယဉ်မှုတတ်တယ်ကျမ်းမာနေလို့ရှိရင်လေကျမ်းမာမှုပေါ်မှာငါကျမ်းမာတယ်ငါလုံနိုင်တယ်ဆိုတဲ့အနေအထားမျိုးပေါ်မှာလဲလူဟာကျင့်တတ်နေအဲ့ဒီကျင့်တတ်နေတာယဉ်မှုနေခြင်းပဲအေးကျမ်းမာနေတဲ့လူတယောက်ကငါမှဘာယောဂမှမဖြစ်ဘူးလို့ကျင့်တတ်နေတဲ့အချိန်လေးမှာကောက်ခါငင်ငါယောဂတစ်ခုရပြီဆိုရင်ယူကျုံမရဖြစ်သွားအဲ့ချာဖြစ်ရနေခြင်းအဲ့လိုဖြစ်တယ်နော်အဲ့ဒါအာရောချမရလို့ခေါ်တယ်ကျမ်းမာတဲ့အပေါ်မှာယဉ်မှုပြီးတော့ကျမ်းမာတော့ငါဘာအကျိုးရှိတာလောက်ရမလဲဆိုတာကိုမစင်စားဘူးကျမ်းမာလို့သွားလိုက်မယ်လာလိုက်မယ်စားလိုက်မယ်လှုပ်လိုက်မယ်၊ကင်လိုက်မယ်ဆိုတဲ့ပုံမှာပြောသလိုနေလိုက်မယ်ဆိုတာလေးနဲ့ယဉ်မှုနေတယ်အေးငါဘဝဟာထာဝရမဟုတ်ဘူးကျမ်းမာနေတာလဲထာဝရမဟုတ်ဘူးဆိုတာကိုတတိတဲ့ခေါင်းထဲကိုထည့်ကိုမထည့်ဘူးဟောအဲ့လိုမထည့်သည့်အတွက်ကြောင့်မကျမ်းမာမှုနဲ့တွေ့လာတဲ့အခါကျမှကျမ်းမာမှုဆုံးရှုံးသွားပြီဆိုတဲ့အခါကျတော့ဘာဖြစ်လဲတော့ဖြေရလေခြင်းဆိုတော့ကဝင်လာထို့တူပဲလူတွေဟာအသက်ရှင်နေသေးလို့ရှိရင်ဇီဝိတမထလို့ခေါ်တယ်သက်ရှင်မှုပေါ်မှာယဉ်မှုကြတယ်
အဲ့ဒီလိုရင်မှုမှုကလည်းပဲသေသွားတဲ့လူတွေတွေ့ရင်သူကဘာကြောင့်သေတာအစာမလို့သေတာပဲသွေးတက်လို့သေတာဘာဖြစ်လို့မစင်ကျင်လို့အရက်တွေတောက်လို့စသဖြင့်သေတဲ့လူပဲအပြစ်တင်ပြီးတော့အကုန်လုံးပြောကြတယ်နော်သေမှာပေါ့ဒီလူကဘာလုပ်တာကိုကြတော့သေမယ်လို့ထင်မှမထင်တာနော်အဲ့ဒီလူတွေပြောပြီးတော့အသက်ရှင်မှုပေါ်မှာရင်မှုပြီးတော့ထုံးစံအတိုင်းပဲနေပြန်တာပဲဘယ်တော့မှတရားမလုံနိုင်သေးဘူးဒါမအားသေးဘူးအလောကရှိသေးတယ်တခြားလောကအရေးကြီးတယ်နော်ဒီဟာကိုရက်ရွှေ့လိုက်တယ်လတွေရွှေ့လိုက်တယ်နှစ်တွေရွှေ့လိုက်တယ်တရားနဲ့ပတ်သက်ပြီးစဉ်းစားဖို့ရခေါင်းထဲမှာမထားဘူးရွှေ့ထားတယ်ဟောပြုတ်ကနေတည်တော့မယ်ဆိုတဲ့အခါကျဒုက္ခရောက်ပြန်ရောအဲ့ဒါရှင်မှုတယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်ကိုပြောတာနော်အဲ့ဒါကြောင့်မို့လို့အပ္ပမတ္တာရှင်မှုမေ့လျော့ခြင်းကင်းပြီးတော့ဝိသက္ခဏာကိုရထားတဲ့အခြေအနေတစ်ခုကိုမှန်မှန်ကန်ကန်ဆင်ခြင်သုံးသပ်တတ်တဲ့ဒီတာပညာရှိပုဂ္ဂိုလ်တွေသာလျှင်ခုနပြောတဲ့တကယ်ကိုအထွတ်မြတ်ဖြစ်တဲ့တိမ်မွေးတဲ့နိဗ္ဗာန်ဆိုတဲ့တရားအငြိမ့်တက်ကိုရရှိနိုင်ကြတာဖြစ်တယ်သူတော်ကောင်းနဲ့ပေါင်းမှဒါတွေကိုရနိုင်တယ်သို့မဟုတ်ဆိုရင်ဒါတွေရကောင်းမှတောင်မသိဘူးလို့ဒါကြောင့်သူတော်ကောင်းတွေနဲ့ပေါင်းမှလို့ရှင်ပုံနာကဒီလိုဆုံးမစကားအမှတ်တရစကားကိုပြောကြားခဲ့တာဖြစ်တယ်မေတ္တာဆိုတဲ့စကားလုံးကိုဓမ္မလူမျိုးတွေဟာမိမိတို့ရဲ့ဘာသာစကားအသွင်အသုံးပြုပြီးတော့နေကြတယ်သို့တော့မေတ္တာဆိုတဲ့စကားလုံးရဲ့အနက်အဓိပ္ပာယ်ကိုလူတိုင်းသိချင်မှသိမယ်မေတ္တာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလို့ဆိုမိတ္တတဧတာမေတ္တာမိတ်ဆွေရဲ့စိတ်ဓာတ်မိတ်ဆွေရဲ့စိတ်နေသဘောထားကိုမေတ္တာလို့ခေါ်လူတိုင်းဟာမိတ်ဆွေတွေရှိကြတော့မိမိတို့မိတ်ဆွေတွေပေါ်မှာစိတ်နေသဘောထားဘယ်လိုထားသလဲဆိုတာသိရှိနိုင်ရတယ်ပေါ့မိတ်ဆွေရဲ့သဘောထားဆိုတာထိုမိတ်ဆွေနဲ့တွေ့ခြင်းနဲ့ဆုံခြင်းနဲ့တွေ့ရရင်ဆုံရရင်ဝမ်းသာတယ်ကြည်နူးတယ်မိတ်ဆွေနဲ့စကားအတူတူပြောရရင်ဝမ်းသာတယ်ကြည်နူးတယ်မိတ်ဆွေရဲ့အကျိုးစီးပွားကိုလိုလားတယ်မိတ်ဆွေပေါ်မှာဘုံဒီခြင်းဆိုတာမရှိဘူးအဲ့ဒီအကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေရဲ့သဘောထားမျိုးကိုမေတ္တာလို့ခေါ်တယ်အဲ့ဒီမေတ္တာဆိုတဲ့စကားလုံးဟာအလွန်သန့်စင်တဲ့စကားလုံးဖြစ်တယ်သို့သောမြန်မာနိုင်ငံမှာမေတ္တာရှိတယ်လို့ပြောလိုက်လို့ရှိရင်တွေ့တာမှုဆိုတဲ့တဏှာဘက်ကိုဥတည်ပြီးတော့ပြောကြတာလေများတယ်သို့သောမေတ္တာဆိုတာတဏှာရာဂနဲ့ဆက်သွယ်ခြင်းတော့မရှိဘူးမေတ္တာရဲ့သဘောတရားကမိတ်ဆွေပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးဖြစ်တယ်မိမိချစ်ခင်တဲ့ပုဂ္ဂိုလ်ပေါ်မှာထားတဲ့စိတ်ဓာတ်မျိုးနဲ့မတူဘူးတွေ့တာမှုကင်းစင်ပြီးတော့ချစ်ခင်ခြင်းအကျိုးစီးပွားကိုလိုလားခြင်းဆိုတဲ့တန့်စင်မွန်မြတ်တဲ့စိတ်နေသဘောထားကိုမေတ္တာခေါ်တယ်လို့မှတ်သားထားကြဖို့လိုအပ်တယ်မေတ္တာဆိုတဲ့စကားလုံးရဲ့အနက်အဓိပ္ပာယ်ကိုတရားကိုဖော်ပြတဲ့အခါမှာအဒေါသလို့ဖော်ပြလို့ရှိတယ်အဒေါသဆိုတာမုန်းတီးမှုကင်းတာအမုန်းတရားမရှိတာအမုန်းတရားကင်းတဲ့နှလုံးသားရှိတဲ့ပုဂ္ဂိုလ်မေတ္တာရှိတယ်လို့ဒီလိုဆိုရတယ်ဒေါသကင်းစင်တဲ့နှလုံးသားပိုင်ရှင်ဟာအမြဲတမ်းစိတ်ချမ်းသာမှုကြည်လင်အေးမြမှုတွေနဲ့ပြည့်စုံတယ်ကိုယ်ကိုစဉ်းကျင်စဉ်းစားကြည့်ဒေါသဖြစ်တဲ့အချိန်နဲ့ဒေါသမဖြစ်တဲ့အချိန်ဟာလွန်ကွဲပြားခြားနားတယ်မကြည်မနှက်လို့ဒေါသဖြစ်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်ရဲ့တည်ငြိမ်မှုတွေလည်းဆုံးရှုံးတယ်ငြိမ်းချမ်းမှုတွေလည်းဆုံးရှုံးတယ်ဒေါသကင်းစင်ပြီးစိတ်ကြည်လင်းနေတဲ့အချိန်မှာဆိုလို့ရှိရင်လူဟာပျော်ရွှင်ပြီးတော့နေတာအဲ့ဒါကြောင့်မလို့မေတ္တာသက်ဝင်ချစ်ခင်ခြင်းလို့ဆိုတဲ့ပုံမှာအင်တမကြည်လင်အေးမြတဲ့စိတ်အနေအထားတစ်ခုကိုရရှိနိုင်တာဖြစ်လို့မေတ္တာဆိုတဲ့တရားကိုလူတိုင်းနှလုံးသားထဲမှာ
ပွားများအထောက်ကြရမှာဖြစ်တယ်ဗုဒ္ဓမြတ်စွာကဟောကြားတယ်မေတ္တာတရားပွားများအထောက်မယ်ဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာကြီးမားသောအကျိုးကျေးဇူးတွေကိုရရှိခံစားနိုင်တယ်မေတ္တာဆိုတဲ့သဘာဝတရားမိမိတို့ရဲ့နှလုံးသားထဲကိုဖြစ်စေမယ်နှလုံးသားထဲမှာတိုးပွားလာအောင်ကြိုးစားမယ်ဆိုလို့ရှိရင်ကြီးမားလာတဲ့အကျိုးကျေးဇူးကိုရရှိနိုင်တယ်လို့ဒီလိုဆိုတာအဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့တွေအတူတကွနေထိုင်ကြတဲ့အခါမှာတူမေတ္တာတူမှာဆိုတာလို့မေတ္တာနဲ့ပေါင်းသင်းဆက်ဆံမှုဟာအမှန်တမ်းအရေးကြီးတယ်ချင်းရွာတရားမှာအတူနေကြတယ်မြို့ရက်ွက်တစ်ခုမှာအတူနေကြတယ်လမ်းတလမ်းမှာအတူနေကြတယ်သို့မဟုတ်နိုင်ငံတစ်နိုင်ငံမှာအတူနေကြတယ်သို့မဟုတ်ကမ္ဘာကြီးတစ်ခုလုံးမှာလူလောကလူကမ္ဘာကြီးမှာအတူနေကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေတူမေတ္တာတူမှာဆိုတာလို့အပြန်အလှန်မေတ္တာထားပြီးနေနိုင်အောင်ကြိုးစားမှအေးချမ်းတဲ့ကမ္ဘာကြီးဖြစ်တူရန်လိုနေတဲ့ကမ္ဘာကြီးဟာဘယ်တော့မှမငြိမ်းချမ်းဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကတူရန်လိုမှုကင်းတဲ့ငြိမ်းချမ်းတဲ့ကမ္ဘာကိုတည်ဆောက်ဖို့အတွက်ဒေါသဆိုတဲ့အမုန်းတရားကိုဖယ်ရှားပစ်ဖို့မေတ္တာဘာဝေတ္တပါဒေါသတပါဟနာယဒေါသတစိတ်ဆိုးခြင်းမုန်းတီးခြင်းဆိုတဲ့သဘာဝတရားတစ်ခုကိုပါဟနာယမိမိတဏ္ဍာမှာမရှိရလေအောင်ဖယ်ရှားနိုင်ဖို့အတွက်မေတ္တာဘာဝေတ္တပါမေတ္တာကိုပွားရမယ်လို့ဒီလိုဟောထားတာရှိတယ်ပေါ့ဒါကြောင့်မို့လူတိုင်းဟာမေတ္တာကိုပွားချရမယ်မေတ္တာကိုပွားတယ်ဆိုတာဟာတမန်အားဖြင့်မေတ္တာဘုဒ္ဓကိုရွတ်နေတာကိုမေတ္တာပွားတယ်လို့လူတွေကယူဆကောင်းယူဆလိုက်မယ်အဲ့ဒါဟာမေတ္တာဘုဒ္ဓကိုရလို့ရွတ်နေတဲ့သဘောကဖြစ်တယ်မေတ္တာဆိုဒီမှာမနောကံစိတ်ဖြင့်ပြုလုပ်ရတဲ့အရာဖြစ်သောကြောင့်တရားတွေကိုအာယုံပြုမိမိလိုသက်ရှိတရားတွေအားလုံးကိုအာယုံပြုပြီးတော့အကျိုးစီးပွားကိုလိုလားတဲ့စိတ်တွေကိုတိဆောက်ပေးရမှာဖြစ်တယ်အကျိုးကိုလိုလားတဲ့စိတ်ဓာတ်တွေရှိနေမှလူအပေါ်မှာမုန်းတိမှုကင်းစင်ပြီးတော့ချစ်ခင်တဲ့သဘာဝတရားတွေကိုယ်တဏ္ဍာမှာဖြစ်နေတော့ဘယ်သူမှဒုက္ခမရောက်စေခြင်းဘူးကြီးပွားတိုးတက်တာကိုလိုချင်တယ်ကောင်းကျိုးချမ်းသာတွေကိုရတာကိုမြင်နေတယ်ဆိုတဲ့ဒီစိတ်ဓာတ်မျိုးတွေရှိနေအောင်တိဆောက်ထားခြင်းပဲဖြစ်တယ်လောကမှာမေတ္တာတရားပွားများအားထုတ်ထားတဲ့ပုဂ္ဂိုလ်တရားဟာမုန်းတီးတဲ့ပုဂ္ဂိုလ်တရားဆိုတာလောကမှာမရှိအောင်ကြိုးစားရအဲ့လိုမရှိအောင်ကြိုးစားလို့အမုန်းတရားကင်းစင်တဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားပိုင်ရှင်ဟာကြည်လင်အေးမြပြီးထိုပုဂ္ဂိုလ်ရဲ့ဘဝခရီးဟာလည်းတာယာဖြောင်ပြူးမှုကိုရရှိတယ်အဲ့ဒါကြောင့်မို့လောကလူတွေမှာတန်မိုးကြီးပြီးတော့အကျိုးတရားတွေများစွာရနိုင်တဲ့မေတ္တာတရားကိုပွားများအထောက်ကြဖို့လိုအပ်တယ်သို့သောလူတွေဟာမေတ္တာပွားရမှာကိုမေ့ထားပြီးတော့အမုန်းတရားတွေပဲမိမိတို့ရဲ့နှလုံးသားထဲမှာသို့ဝက်ပြီးတော့ထားနေကြသို့သိပ်ပြီးတော့ထားနေကြအဲ့ဒီအမုန်းတရားရှိနေသမျှကာလပတ်လုံးလောကလူသားတွေဟာတူနဲ့တူခန့်ရဒေါသဖြစ်ခြင်းမကျေမနပ်ဖြစ်ခြင်းတူနဲ့တူအငြင်းပွားခြင်းစတဲ့ကိစ္စတွေနဲ့နောက်ဆုံးမှာလက်နဲ့ဆွဲကင်တူတိုက်ခိုက်ခြင်းရန်လုပ်ခြင်းတပ်ဖြတ်ခြင်းဆိုတဲ့ရာဇဝမှုတွေကြည့်အောင်ကျွလွန်ပြီးတော့ဒီကနေ့ကဘာကြီးလို့အကျမ်းဖက်တဲ့ကဘာကြီးတစ်ခုဖြစ်သွားတယ်ဟောတူတပ်ဖြတ်နေခြင်းအဖြစ်လက်စားချေနေခြင်းအဖြစ်လောကလူသားတွေဟာမေတ္တာတရားခေါင်းပါတဲ့နေရာတွေသားမှာဆိုရင်ဒေါသတွေလွှမ်းမိုးလို့အကြောက်တရားတွေနဲ့အမုန်းတရားတွေနဲ့လောကကြီးမှာနေရင်နေ့မလုံးညမလုံးဘယ်အခါမှငြိမ်းချမ်းမှုကိုရမှာမဟုတ်ဘူးဒါကြောင့်မို့လူတိုင်းပုဂ္ဂိုလ်တိုင်းဟာမိမိတို့ရဲ့နှလုံးသားထဲမှာမေတ္တာစိတ်ဓာတ်ကိုတည်ဆောက်ကြဖို့လိုအပ်တယ်လို့ဒီလိုဆိုနော်မေတ္တာစိတ်ဓာတ်ကိုတည်ဆောက်မယ်ဆိုရင်ဘယ်လိုတည်ဆောက်မလဲ
မေတ္တာစိတ်ကိုတည်ဆောက်ဖို့အတွက်အခြေခံကစပြီးတော့ဘာလုပ်ဖို့လိုလဲဆိုရင်ကိုချင်းစာတရားဆိုတာစဉ်းစားဖို့လိုအပ်တယ်ကိုချင်းစာတရားအခြေခံထားပြီးတော့စဉ်းစားတတ်ရဥပမာမဲ့လူတယောက်ကိုမုန်းနေဆိုလို့ချင်းစဉ်းစားရမှာဘာလဲလို့ဆိုရင်အေးငါအနေနဲ့သူ့ကိုမုန်းနေတော့မုန်းနေတယ်ဆိုတာဒေါသတရားပဲဖြစ်တယ်အဲ့ဒီဒေါသတရားဟာငါရင်ထဲမှာဖြစ်သည့်အတွက်ကြောင့်ငါ့ကိုပဲဆိုးချုပ်ပြီးမှဖြစ်တယ်ငါကမုန်းနေသည့်အတွက်ကြောင့်ငါလုပ်သမျှဟာတွေအမုန်းတရားပေါ်မှာအခြေခံပြီးတော့လုပ်သမျှဟာတွေငါအတွက်အကုသိုလ်ဖြစ်ပြီးတော့ငရဲကြီးဖို့ပဲဖြစ်တယ်မုန်းနေခြင်းဖြင့်ဘာအကျိုးမှမရှိဘူးကျိုးစီးပွားကိုလိုလားခြင်းဆိုတဲ့မေတ္တာနှလုံးရရှိအောင်ငါကျင့်သုံးရမှာဖြစ်တယ်လို့အဲ့လိုစဉ်းကျင်စဉ်းစားခြင်းအပြင်လည်းပဲသူတယောက်ပေါ်မှာမုန်းတိမှုတွေဖြေဖြောက်လို့ရသွားတယ်ပေါ့အေးအဲ့ဒီလိုမုန်းတိမှုတွေကိုဖယ်ဖြောက်ပြီးတော့မေတ္တာတရားသက်ရောက်လာအောင်ကြိုးစားအထောက်ကြအဲ့ဒီလိုကြိုးစားအထောက်တဲ့အခါမှာလူတွေရဲ့နှလုံးသားဟာအေးချမ်းမှုရပြီးဘေးရန်ကင်းကွာချမ်းသာပြီးတော့နေကြမှာဖြစ်တယ်မေတ္တာစတင်ပြီးတော့တည်ဆောက်ပြီးဆိုတဲ့အခါမှာအခြေခံအားဖြင့်တစ်ဖက်သားတဦးတယောက်ပေါ်မှာမုန်းနေတဲ့စိတ်တွေဖြစ်လို့ရန်လိုတဲ့စိတ်တွေဝင်လာလို့ရှိတစ်ဖက်သားကိုတတ်ခြင်းဖြတ်ခြင်းနှိမ့်ဆက်ခြင်းတဲ့စိတ်တွေဝင်လာပြီဆိုလို့ရှိရင်မြတ်စွာဘုရားကဟောကြားထားတယ်တပ္ပိတတန္တိဒန္တတတပ္ပိဘာယန္တိမစ္ဆုနောအတ္တနာဥပမံကတ္တဝါနာဟနေယနာဂတိလူတိုင်းဟာဒုရဆိုတဲ့လက်နဲ့တွေကိုကြောက်ကြတယ်လန့်ကြတယ်ကိုယ်ကိုရိုက်မှနဲ့မှရံပြုမှအန္တရာယ်ပေးမှကြောက်ကြမိအသက်ဆွန့်ရမှလည်းပဲကြောက်ကြအဲ့ဒီကြောက်ကြတယ်လူတိုင်းကြောက်တယ်ဆိုတဲ့သဘောတရားကိုနှလုံးထဲမှာဆင်ခြင်စဉ်းစားခြင်းကိုကနေပြီးတော့တစ်ဖက်သားတစ်ယောက်ကိုရံပြုတော့မယ်လို့ဆိုတဲ့အခါသူဟာကြောက်ရှာမှာပဲသူ့အသက်ကိုသေဆုံးသွားမှာလည်းပဲသူဟာကြောက်လန့်တာပဲငါလည်းပဲငါ့ကိုရံပြုလာမယ်ဆိုရင်ကြောက်လန့်တယ်သေဆုံးရမှာဆိုရင်လည်းပဲကြောက်လန့်တယ်အဲ့တော့ငါမဖြစ်ချင်တဲ့အရာတခုကိုဘာကြောင့်သူတစ်ပါးကိုလုပ်ရမှာလဲလို့ဟောတယ်လို့ကိုစံထားပြီးတော့စဉ်းကျင်စဉ်းစားပြီးသူတစ်ပါးကိုရံပြုခြင်းမှရှောင်ရှားလိုက်ပါလို့မြတ်စွာဘုရားဒီလိုဟောအဲ့ဒါလို့ရံပြုတော့မယ်လူတယောက်ကိုရိုက်မယ်နှက်မယ်တတ်မယ်ဖြတ်မယ်ဆိုတဲ့အတွေးတွေဝင်လာသို့မဟုတ်တိရစ္ဆာန်တစ်ကောင်ကိုတတ်မယ်ဖြတ်မယ်ဒီလိုစိတ်ထဲမှာဖြစ်ပေါ်လာတယ်ဆိုလို့ရှိရင်စဉ်းစားလိုက်ငါလည်းတရားမှကြောက်တယ်သူလည်းတရားမှကြောက်မှာပဲအေးကိုကြောက်တဲ့အလုပ်ကိုဘာဖြစ်လို့သူ့ကိုလှုပ်ချင်ရတာလဲငါဟာမတရားဘူးဆိုတဲ့အတွေးလေးကိုတွေးပြီးမတရားတဲ့အလုပ်ကိုငါမလုပ်တာအကောင်းဆုံးပဲလို့ဆိုပြီးရှောင်ရှားလိုက်ပါအဲ့ဒါလို့ရှောင်ရှားလိုက်ခြင်းအပြင်ကိုယ့်ရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့မေတ္တာစွမ်းအားဟာကိုယ့်အတွက်တုံ့ပြန်လာတဲ့အကျိုးကျေးဇူးတွေကိုရရှိမှာပါလို့ဘုရားမြတ်စွာကဒီလိုသဗ္ဗေတတန္တိဒန္တတသရောအားလုံးဟာရိုက်နေပုတ်ခတ်တဲ့ဒုဒ္ဒါစားတဲ့လက်နဲ့ကကြောက်ကြတယ်သဗ္ဗေဘာယန္တိမစ္ဆုနောသရောအားလုံးဟာအသက်ဆုံးရမှာကြောက်ကြတယ်အတ္တနာဥပမံကတ္တဝါကိုဥပမာထားကိုချင်းစာတရားထားပြီးတော့နာဟနေယဘယ်တတ္တဝါကိုမှမတတ်ဖြတ်ဖို့မကြိုးစားပါနဲ့နာဂတိသူများကိုလည်းတတ်ဖြတ်အောင်မတိုက်တွန်းပါလေနဲ့လို့မြတ်စွာဘုရားဆုံးမခဲ့တယ်အဲ့တော့တခုခုလှုပ်တော့မယ်သူတစ်ပါးကိုရန်လိုတဲ့စိတ်နဲ့ဖြစ်စေတစုံတစ်ခုသောအကြောင်းကြောင့်ဖြစ်စေတရားဝတယောက်ရဲ့အသက်ကိုတတ်ဖြတ်မယ်ဆိုလို့ရှိရင်
အဲ့ဒီနည်းနဲ့စဉ်းစားပါတဲ့နောက်တစ်ခါမြတ်စွာဘုရားကသဗ္ဗေတတန္တိဒန္တတသဗ္ဗေတံမိသဗ္ဗေတံစီဝိတံပိယလောကလူတွေဟာဒုရဆောက်တဲ့လက်နဲ့တွေကကြောက်ကြတယ်လူတိုင်းဟာကိုယ့်အသက်ကိုချစ်မြတ်နိုးကြအသက်ရှင်နေကြတယ်အသက်ရှည်ခြင်းကြတယ်အဲ့ဒါကိုစံထားပြီးတော့သူများကိုသိအောင်မလုပ်ပါနဲ့လို့ဒီလိုဟောတာရသော်အဲ့ဒါကိုချင်းစာတရားထားလိုက်လို့ကိုယ့်ရဲ့ရင်ထဲမှာမေတ္တာသက်ဝင်လာလို့ရှိရင်သူ့ပေါ်မှာခွင့်လွှတ်ခြင်းကျင်နာခြင်းချစ်ခင်ခြင်းဆိုတဲ့စိတ်ဓာတ်တွေဖြစ်ပေါ်တယ်အဲ့ဒီခွင့်လွှတ်ခြင်းကျင်နာခြင်းချစ်ခင်ခြင်းဆိုတဲ့စိတ်ဓာတ်တွေအလွန်တန်ဖိုးရှိတဲ့မေတ္တာစိတ်ဓာတ်ပဲဖြစ်တယ်ပေါ့အဲ့ဒီမေတ္တာစိတ်ဓာတ်ဟာအလွန်တန်ဖိုးရှိလို့လောကကြီးရဲ့ငြိမ်းချမ်းမှုကိုပေးစွမ်းနိုင်တယ်လို့ဒီလိုဆိုတယ်အဲ့တော့ဘုန်းကြီးတို့တွေဟာအများပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားအားထုတ်ရမယ်မေတ္တာဘုရားရွတ်တဲ့အခါမှာစိတ်ထဲကနေနှလုံးသွင်းပြီးတော့မေတ္တာတက်ရောက်လာအောင်ထားဖို့လိုတယ်ဆိုပါတော့သဗ္ဗေတတ္တာအဝေရာဟွန်တုအဗျာပစ္စာဟွန်တုအနိကာဟွန်တုဒုက္ခိအတ္တနံပရိဟရန္တုလို့ပါဠိလိုရွတ်တာပဲဖြစ်စေမြန်မာလိုနှလုံးသွင်းဆင်ញင်တာပဲဖြစ်စေတရားအလုံးကိုအာယုပြုပြီးတော့အလုံးဟာရန်ကင်းကြပါစေဆင်းရဲဒုက္ခကင်းကြပါစေချမ်းသာကိုယ်စိတ်မြဲကြပါစေကိုယ့်ကိုချမ်းသာအောင်ရွတ်ဆောင်နိုင်ကြပါစေဆိုဆင်းရဲဒုက္ခကင်းကြပါစေဆိုတဲ့ဒီစိတ်ဓာတ်တွေကိုထပ်တလဲကိုယ့်ရင်နဲ့နှလုံးထဲမှာဖြစ်နေကြိုးစားအထောက်ရမယ်အဲဒီလိုကြိုးစားအထောက်မှုမေတ္တာတရားဟာလောက်ထီအောင်တန်ဖိုးကြီးမားတယ်လဲဆိုတာကိုမြတ်စွာဘုရားကဟောတယ်လောကလူတွေမှာဒီကုသိုလ်ကောင်းမှုတွေအစဉ်စဉ်လုပ်ကြတယ်ကုသိုလ်ကောင်းမှုအစဉ်စဉ်လုပ်ကြတဲ့အခါမှာဒါနကောင်းမှုတွေမျိုးစုံလုပ်တယ်လှူကြတယ်တန်းကြတယ်သင်္ကန်းလှူတယ်ဆွမ်းလှူတယ်ကျောင်းလှူတယ်ဆိုတဲ့အလှူဒါနတွေလုပ်တယ်အဲလိုလုပ်တဲ့အလှူဒါနတွေမှာကျောင်းအလှူဟာအမောမြတ်ဆုံးလို့ဒီလိုဆိုတယ်အဲ့ဒီကျောင်းအလှူတဲ့ပို့ပြီးတော့မွန်မြတ်တဲ့ကုသိုလ်မရှိဘူးလားဆိုရှိတယ်ဒီလောကမှာကျောင်းတစ်ဆောင်ဆောက်လှူနိုင်ဖို့ဆိုတာငွေကြေးဒဏပြည့်စုံမှသာဖြစ်တာဟုတ်အဲ့တော့မပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကငါတို့ကတော့ငွေကြေးမရှိလို့ကျောင်းဆောင်နိုင်ဘူးလို့တွေးပြီးကောင်းတွေးပြီးလိမ့်မယ်အဲ့ဒီကျောင်းဆောင်လှူတာတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးတယ်ဆိုတာကိုတော့နှလုံးသွင်းထားဖို့လိုပါတယ်ကျောင်းဆောင်လှူတဲ့ကုသိုလ်တဲ့အကျိုးကျေးဇူးရှိတာဘာလို့ဆိုရင်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိတို့ဘုရားကိုအာရုံပြုတယ်တရားကိုအာရုံပြုတယ်သံဃာကိုအာရုံပြုပြီးတရဏဂုံခံယူဆောက်တည်လိုက်ခြင်းဟာကျောင်းဆောင်လှူတဲ့ကုသိုလ်တဲ့ကြီးမားပါတယ်လို့ဘုရားကိုယ်တိုင်ကဟောထားဘုရားကိုယ်တိုင်ကဟောထားတော့လောကလူတွေဟာတန်ဖိုးထားရမှန်သိဖို့လိုအပ်ခုနကတရားဝဲအစမှာလူတိုင်းကဆိုလိုက်ကြတယ်တမန်ကဆိုရင်ဆိုယူဆိုစဉ်အနေနဲ့ဆိုတာမဟုတ်ဘဲနဲ့အလေးနဲ့နှစ်ကာဘုရားတည်တာလဲငါရဲ့ကိုယ်ွယ်ရတရားတည်တာလဲငါရဲ့အားထားရတန်ခါတည်တာလဲငါရဲ့အားကိုးရလို့ဆိုစိတ်ထဲမှာမွန်မြတ်ပြီးအားကိုးယုံကြည်တဲ့စိတ်နဲ့ဒီလိုဆိုဖို့လိုအပ်တယ်အဲ့ဒါလို့ဆိုလိုက်ပြီးတော့ဒီတရဏဂုံသီလဖြစ်တရဏဂုံကိုဘုရားတရားတန်ခါယရဏသုံးပါးကိုငါရဲ့အသက်ကိုအနှင်းပါတယ်ဆိုတဲ့အဲ့ဒါလို့ဘုရားတရားတန်ခါပေါ်မှာယုံကြည်မှုလေးမြတ်မှုအဲ့ဒီစိတ်ဓာတ်နဲ့ကိုယ်ပဲစိတ်ကလိုက်လို့ရှိရင်ချောင်းဆောင်လှူတဲ့ကုသိုလ်တဲ့တောင်မွန်မြတ်တယ်လို့ဝေလာမသုတ်တံမှာမြတ်စွာဘုရားဒီလိုပဲဟောထားဒါဖြင့်အဲ့ဒီတရဏဂုံဆိုတာစောက်တည်တာတဲ့ပို့ပြီးတော့အကျိုးရှိအောင်ဘယ်လိုလုပ်ရသေးလဲလို့ဆိုပါဏာတိပါဒံဝေရမဏိသိက္ခာပရံသမာဓိယမိတို့၅ပါးသီလခံယူစောက်တည်လိုက်မယ်ဆိုရင်တရဏဂုံပေါ်မှာထပ်ပိုးပြီးတော့ကိုချင်းသီလနဲ့ပြည့်စုံအောင်နေလိုက်တယ်
ဝမှာရည်သည့်တတ္တဝါကိုမှမိမိရဲ့လက်ချက်ဖြင့်အသက်မထွက်စေဘဲနဲ့အားလုံးကိုခွင့်လွှတ်တယ်ဘယ်သူကိုမှနှိပ်စက်ညှဉ်းပန်းမှုမလုပ်ဘူးမိမိလက်နဲ့လောကမှာတည်ဆုံးတဲ့တတ္တဝါဆိုတာမရှိအောင်သူများအသက်ကိုတတ်ခြင်းမှရှောင်ကျဉ်လိုက်တယ်သူများဥစ္စာပစ္စည်းဥစ္စာမတရားသဖြင့်ရယူခြင်းမှရှောင်ကျဉ်လိုက်တယ်သူတစ်ပါးသာမယာဂုဏ်သိက္ခာကင်းမဲ့သောစော်ကားပြစ်မှားခြင်းမှရှောင်ကျဉ်လိုက်တယ်လိင်ဒီပြောကြားလှည့်စားခြင်းဖြင့်တစ်ဖက်သားအကျိုးပြပြောင်းအောင်ပြုလုပ်ခြင်းမှရှောင်ကျဉ်လိုက်တယ်မူရည်စေဝါတည်တရက်တောက်စားခြင်းမှရှောင်ကျဉ်လိုက်တယ်ဆိုတဲ့ဒီ၅ပါးသီလဟာခုနကကျောင်းဆောင်လှူတာတဲ့လေကြီးမားတယ်မုံမြတ်တယ်အကျိုးပိုတယ်တရဏဂုံစောင့်တည်လိုက်တာတဲ့လေအကျိုးပိုတယ်လို့ဟောလို့မြတ်စွာဘုရားဟောတယ်အဲ့တော့ဘာဖြစ်လို့မလုံနိုင်ရဘာဖြစ်လို့မလုံနိုင်ရကျောင်းဆောင်လှူတယ်ဆိုတာငွေကြေးဒဏတွေများစွာကုန်ကြတယ်အဲ့တော့ငွေကြေးဒဏများစွာတတ်နိုင်တဲ့ပုဂ္ဂိုလ်သားလေအစာဦးဆိုတာဆောက်လှူနိုင်အေးဒီတဲ့ကြီးမားတဲ့ကုသိုလ်ရွေးချယ်ပြီးတော့လုပ်တင်တာပေါ့လုပ်တင်တာပေါ့အဲ့လိုတရဏဂုံသီလကိုစောင့်တည်လိုက်တရဏဂုံ၃ပါးကိုခံယူလိုက်တယ်အဲ့ဒီတရဏဂုံကိုမျက်မျက်နှုံနှုံခံယူစောင့်တည်လိုက်လို့ရှိရင်မြတ်စွာဘုရားကဘယ်လိုဟောထားလဲလောကလူတွေဟာငရဲကြမှာတော့ကြောက်ကြပါလိမ့်မယ်ငရဲကြမှာကြောက်တယ်အဲ့ဒီကြောက်လို့ရှိရင်တရဏဂုံတိကိုစောင့်တည်ထားခြင်းအပြင်ငရဲကလွတ်မြောက်တယ်လို့အပေငရဲကလွတ်မြောက်တယ်အပါယဆိုတဲ့ချမ်းသာဒုက္ခကင်းတဲ့အပေ၄ပုံဆိုစဉ်းစားကြည့်လေဘုန်းကြီးတို့တွေလူတိုင်းမြင်နေရတဲ့တိရစ္ဆာန်တော်ဝါတွေဝဲကြည့်ဝက်တွေကြက်တွေလူနဲ့အနည်းဆုံးဒီတော်ဝါတွေဟာလူတွေရဲ့ရဲဆက်ဆက်တပ်ဖြတ်ခြင်းကိုခံနေကြရတယ်တော်ဝါတွေရဲဆက်ဆက်တပ်ဖြတ်ပြီးတော့လူတွေဟာစားတော့ပြစ်နေကြတယ်တော့လူတွေရဲ့ရက်စက်မှုကလည်းလွန်ကြီးမားတယ်လို့ပြောကျွဲတို့နွားတို့ဆိုရင်နှစ်ဖားကျိုးထိုးရိုက်နှက်ပြီးတော့ခိုင်းနေကြတယ်လူတွေရဲ့ရက်စက်မှုတွေပေါ့အဲ့ဒီလူတွေရဲ့အကျဉ်းနာကင်းမဲ့ပြီးရက်စက်မှုတွေကိုတိရစ္ဆာန်တွေဟာအလူအလဲခံနေရတယ်ဆိုတာကိုစဉ်းစားကြည့်မစဉ်းစားဘဲနဲ့မနေနဲ့ကိုဟာလူဘဝရောက်နေလို့ဒီလိုဒုက္ခမခံရတာသူတို့လိုကျွဲနွားတိရစ္ဆာန်ဖြစ်မယ်ဆိုရင်နှစ်ဖားကျိုးထိုးပြီးတော့ရိုက်နှက်ပြီးတော့ခိုင်းတာခံကြရမှာဖြစ်တယ်သူတို့လိုကြက်တွေဝက်တွေဖြစ်မယ်ဆိုလို့ရှိရင်လေသတ်ဖြတ်ပြီးတော့ခင်းလျာအဖြစ်လုပ်ပြီးစားတော့နေကြအောင်ပါပဲအဲ့တော့အကျဉ်းနာတရားနဲ့စဉ်းစားဉာဏ်တွေကိုထားပြီးတော့တေးသေးချာချာစဉ်းစားကြည့်ကိုယ်အလှသူ့အလှဆိုတာရှိတတ်တယ်အေးအပယ်လေးပုံကကြာရမှာကြောက်တယ်ဆိုတရိษံဆိုတဲ့ဘုံဘဝလူတွေတွေ့နေကြရတယ်အေးကိုမမြင်ရတဲ့ငရဲဆိုတာဒီရပိုကြီးမားတဲ့ဆင်းရဲဒုက္ခပဲအမြဲတမ်းမိတွေဆွဲလောင်နေတယ်အမြဲတမ်းငရဲသားတွေရဲ့ရိုက်ပုတ်နှိပ်စက်မှုကိုခံရတယ်အမှန်ကြီးမားတဲ့ဒုက္ခကိုခံနိရယဆိုတာချမ်းသာဒုက္ခလုံးဝမရှိတဲ့နေရာမို့နိရယလို့ဒီလိုခေါ်အဲ့ဒီနိရယဆိုတဲ့ငရဲရောတိရိစ္ဆာနလို့ဆိုတဲ့တိရိစ္ဆာန်စားရမဲမဲတောက်ရမဲမဲနေစရာမရှိနော်တစ်သက်လုံးနေမှဘိုက်ဝအောင်စားရတာမျိုးမရှိတဲ့ပြိတ္တာဘုံဘဝဆိုလို့ရှိရင်အမြဲတမ်းဆာလောင်မွတ်သိပ်ပြီးဆင်းရဲဒုက္ခကျုံနေတဲ့ပြိတ္တာဘဝအလုံးမဆင်းရဲဒုက္ခရောက်ကြအဲ့ဒီလိုအပေလေးပုံမရောက်ရအောင်ဘယ်သူကကာဝယ်ပေးနိုင်တယ်လဲလို့ဆိုရင်တရဏဂုံ၃ပါးကာဝယ်ပေးနိုင်တယ်ဘုရားတရဏံဂစ္ဆာမိဓမ္မတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိတို့မျက်မျက်နှုံနှုံစောင့်တည်လိုက်တဲ့ခံယူလိုက်တဲ့တရဏဂုံဟာအဲ့ဒီအပေပုံရောက်ခြင်းမှကာဝယ်ဆောက်ရှောက်ပေးတယ်ယေကေစီဗုဒ္ဓံတရဏံကတာတိနတ္တိခမိတ်တန္တိအပါယဘူမေမဟာယမနုတံဒေဟံဒေဝကံယံပရိပူရိတန္တိဘုရားမြတ်စွာဟောကြားတဲ့ဒေသနာတော်တွေထဲမှာကြည့်ဘယ်သူပဲဖြစ်ဖြစ်
မြတ်စွာဘုရားကိုကိုယ်ွယ်စိတ်ကတဲ့မြတ်မြတ်နုံနုတရားစွမ်းအားတွေနဲ့မြတ်မြတ်နုံနုကိုယ်ွယ်စိတ်ကပြီဆိုရင်နတ်တေကမိတ်တန်တိအပါယပုမိသူတို့တွေဟာအပေဘုံမရောက်ဘူးတဲ့ငရဲမကြဘူးတရိစ္ဆာန်မဖြစ်ဘူးပြိတ္တာဘုံမရောက်ဘူးသူရကယ်ဘုံမရောက်ဘူးလို့ဆိုလို့မဟာယမနုတန်တေဟာလူဘဝကသေဆုံးသွားလို့ရှိရင်ဒေဝကာယံပရိပုရိတန်တိနတ်ပြည်နတ်ဥယျာဉ်တွေထဲမှာရောက်ရှိပြီးနတ်ဥယျာဉ်တိုးပွားစေမှာဖြစ်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတာယေကေစီဓမ္မံတရဏံကတာတိနတ်တေကမိတ္တံတိပါယပုမေမဟာယမနုတန်တေအံဒေဝကာယံပရိပုရိတံယေကေစီတံကံတရဏံကတာတိနတ်တေကမိတ္တံတိပါယပုမေမဟာယမနုတန်တေဟံဒေဝကာယံပရိပုရိတံတိတဲ့နော်ဘုရားကိုကိုယ်ပဲစိတ်ကပ်တယ်လို့တရားကိုကိုယ်ပဲစိတ်ကပ်မယ်တန်ခါကိုကိုယ်ပဲစိတ်ကပ်မယ်ဆိုလို့ရှိရင်လေအဘယ်ဘုံမရောက်ကြဘူးတဲ့လူဘုံလူဘဝဆုံးခွာလို့ဒီဘဝကဆုံးသက်သွားလို့ရှိရင်နတ်ပြည်ပဲရောက်ဖို့ရှိတယ်လို့မြတ်စွာဘုရားကဒီလိုဟောတာတော့ဘာဖြစ်လို့တရဏဂုံကိုမျက်မျက်နှုံနှုံမဆောက်တည်နိုင်ရမှာလဲဒီတဲ့ကောင်းတဲ့ကုသိုလ်နော်ကိုယ့်အတွက်အားကိုးစရာကောင်းလာတဲ့ကုသိုလ်တရားတစ်ခုပဲဒါကြောင့်မို့ဒီကုသိုလ်ဟာအလွယ်တကူရနေကြတယ်လုပ်မယ်ဆိုရင်အလွယ်တကူရကုန်ကြစိန်လည်းဘာမှမရှိဘူးကိုယ်အိမ်မှာစင်တူတွေတည်ထားကိုယ်ွယ်တယ်တော့မဟုတ်စင်တူတော်မရှိလည်းပဲဘုရားကိုအာယုံပြုပြီးတော့ဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိဆိုလိုက်ရင်ဆိုပြီးတော့အလေးနဲ့ထားပြီးဘုရားကိုအနည်းနဲ့တရားကိုအနည်းနဲ့သံဃာကိုအနည်းနဲ့ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ရဲ့ဘဝဟာလုံခြုံစိတ်ချရတဲ့အနေအထားတစ်ခုရတယ်ဘယ်သူကကယ်တင်တာတော့လို့ဒီနေရာမှာမေးလိုက်မယ်ဆိုဘုရားကကယ်တာလားတရားကယ်တာလားသံဃာကယ်တာလားလို့မေးလိုက်လို့ရှိရင်ဘုရားတရားသံဃာပေါ်မှာယုံကြည်မြတ်လို့ကိုယ်ပဲစိတ်ကချင်းဆိုတဲ့ကိုယ်တဏ္ဍမှာကိုယ်ရင်ထဲမှာဖြစ်တဲ့ကုသိုလ်တရားကာဝယ်ပေးတာလို့ဆိုလို့အဲ့တော့ယင်ထဲမှာကုသိုလ်တရားတွေဖြစ်အောင်လုပ်ဖို့လို့ပါဇက်ကဆိုရုံနဲ့မဟုတ်သေးဘူးယင်ထဲနှလုံးသားထဲမှာဒီစိတ်ဓာတ်ဖြစ်ပေါ်အောင်ကြိုးစားအထောက်ဒီလိုဆိုတရဏဂုံတည်ပြီးတဲ့၅ပါးသီလစောင့်တည်လိုက်ပြီဆိုလို့ရှိရင်၅ပါးသီလလည်းပြည့်ပြည့်စုံစုံလုံလောက်ပြီဆိုရင်အလုံးကိုကြီးမားတဲ့အကျိုးပုံမှုစိတ်ချရတဲ့ကောင်းကျိုးချမ်းသာတွေကိုရနိုင်မှာဖြစ်တယ်ဆိုတာရှုံကြည်ကြရမှာဖြစ်တယ်ဒီတဲ့တရဏဂုံလည်းစောင့်တည်တယ်၅ပါးသီလလည်းစောင့်တယ်ဒီတဲ့အကျိုးကြီးတာရှိသေးလားလို့ဆိုရှိသေးတယ်လို့ဘာလဲလို့ဆိုမေတ္တာခုနပြောတဲ့မေတ္တာတရားပွားအဲ့ဒါလို့မေတ္တာတရားပွားတယ်ဆိုတာကိုယ်တဏ္ဍမှာမေတ္တာစိတ်တွေဖြစ်နေအောင်လုပ်တာပြောတရားတွေပေါ်မှာအမုန်းတရားကင်းကွာပြီးမေတ္တာတွေဖြစ်ပေါ်လာအောင်ကြိုးစားအထောက်တာမေတ္တာပွားတယ်လို့ဒီလိုဆိုတယ်အဲ့ဒါကြောင့်မေတ္တာပွားပြီဆိုတဲ့အခါမှာတရားတူတယောက်ဆိုပါစို့ဇာယအောင်ပွားနည်းကမိမိမိတ်ဆွေချစ်ခင်တဲ့ပုဂ္ဂိုလ်မျက်နှာလေးကိုကြည့်ပြီးတော့သူစိတ်ချမ်းသာပါစေကိုချမ်းသာပါစေအသက်ရှိပါစေဆိုတဲ့ကိုကြိုက်တဲ့စကားလုံးလေးနဲ့ဘေးကင်းပါစေရန်ကင်းပါစေဆင်းရဲခြင်းကင်းပါစေချမ်းသာစွာဘဝခရီးဖြတ်သန်းနိုင်ပါစေဆိုတဲ့ကောင်းမြတ်တဲ့အတွေးလေးတွေကိုထပ်တလဲလဲသူ့မျက်နှာကိုအာယုံပြုပြီးတော့ဆိုးနေကြံစီတွေးတောနေခြင်းဟာမေတ္တာပွားနေခြင်းပဲဖြစ်တယ်အဲ့ဒါလို့စိတ်လေးမေတ္တာစိတ်လေးဖြစ်နေအောင်9မိနစ်ဖြစ်အောင်9မိနစ်က7မိနစ်7မိနစ်ကနေပြီး15မိနစ်15မိနစ်ကနေနိုင်ဝက်မိနစ်30တနာရီတနေကုန်ဆိုတာလို့တိုးတက်ပြီးတော့ပွားများအထောက်ပြီးကြိုးစားရမှာဖြစ်အဲ့ဒါလို့ကြိုးစားအထောက်လို့မေတ္တာတရားပေါ်မှာကိုယ့်ရဲ့စိတ်နှလုံးဟာတည်ငြိမ်သွားပြီတမာရီစွမ်းအားတွေရှိသွားပြီဆိုရင်မေတ္တာဇံဆိုတာကိုရရှိသွားနိုင်တယ်။ဩဘယ်ချိန်ပွားလိုက်ကိုယ့်ရဲ့တမာရီဟာစိတ်တည်ငြိမ်ပြီးတော့မေတ္တာဇံတရားရသွားပြီဆိုရင်နောက်ဆုံးမှာလူပြည်နတ်ပြည်ကိုကြော်ဖြတ်ပြီးတော့ဗြဟ္မဘုံထီအောင်ရောက်ရှိနိုင်တယ်လို့သူဆိုဒါကြောင့်မို့လို့မေတ္တာပွားများခြင်းရဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်အဲ့ဒါကြောင့်
မေတ္တာနှလုံးသားတွေကိုယ်တဏ္ဍမှာအခြေခံကစပြီးပွားများအထုတ်လို့မေတ္တာတရားတွေကိုယ်တဏ္ဍနှလုံးသားထဲမှာရှင်းကျက်လာပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာလက်ရှိဘဝမှာလည်းပဲဘာအကျိုးကျေးဇူးတွေခံစားရတော့မေတ္တာနှလုံးသားအမုန်းကင်းကွာတဲ့မေတ္တာနှလုံးပိုင်ရှင်ဟာချမ်းသာအိပ်စက်ချမ်းသာလျက်နှူးဆိုတဲ့မေတ္တာအကျိုး11မျိုးကိုရရှိတယ်ချမ်းသာအိပ်စက်အိပ်ရတဲ့အခါမှာလည်းပဲချမ်းချမ်းသာသာစိတ်နှလုံးငြိမ်းချမ်းစွာအိပ်ရတယ်ချမ်းသာလျက်နှူးဆိုအိပ်ရကနိုးလာတဲ့အခါမှာလည်းစိတ်ချမ်းသာကိုယ်ဆန်းသာလန်းလန်းဆန်းဆန်းနဲ့နိုးလာရတယ်အိမ်မက်ဆိုးခင်အိတ်နေတဲ့အချိန်မှာလည်းပဲအိမ်မက်ဆိုးတွေဘယ်တော့မှမမက်ဘူးဆိုတဲ့အဲ့ဒီလက်တွေ့အကျိုးတွေကိုလည်းရနော်စောင့်ခြင်းနတ်များလူသားလဲချစ်နတ်လဲချစ်နေကိုယ့်ရဲ့လုံခြုံမှုကိုလည်းပဲနတ်တွေကမေတ္တာရှိနေသည့်အတွက်ကြောင့်စောင့်ကြည့်စောင့်ပေးတယ်ဆိုပါစို့သားလေးပေါ်မှာချစ်ခင်တဲ့သမီးပေါ်မှာချစ်ခင်တဲ့မိဘရဲ့စိတ်ဟာသားသမီးအိတ်နေတယ်ဆိုရင်အနာနာကနေစောင့်ပေးနေတယ်လို့ပဲနတ်တွေကလည်းပဲမေတ္တာနှလုံးသားပိုင်ရှင်မေတ္တာပွားတတ်တဲ့ပုဂ္ဂိုလ်အနိနာမှာစောင့်ပေးနေတတ်တယ်ဘေးရန်အန္တရာယ်မရောက်အောင်စောင့်တတ်တယ်စောင့်ခြင်းနတ်များလူသားလည်းချစ်ဘာဖြစ်လို့လူတွေကချစ်ကြလဲလို့ဆိုမေတ္တာရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာဟာအမြဲတမ်းကြည်လင်ရွှင်ပြပြီးတော့နေခင်မင်စရာဖြစ်လာမေတ္တာမဲ့လာတဲ့မျက်နှာဆိုရင်အောက်တိုးတိုးနဲ့လူတွေကအမုန်းပွားစရာဖြစ်လာဒါကြောင့်မို့မေတ္တာရဲ့အကျိုးတွေဟာအလုံးတန်ဖိုးရှိတယ်စောင့်ခြင်းနတ်များလူသားလည်းချစ်နတ်လည်းချစ်နေနတ်တွေကလည်းချစ်ခင်ကြတယ်လက်နဲ့စိတ်ပြီးပြီးတည်တပြားမေတ္တာပွားနေတဲ့အချိန်မှာဆိုရင်ဘယ်သူကပြစ်လိုက်တဲ့လက်နဲ့ပဲဖြစ်ဖြစ်ကိုယ့်ကိုမရောက်ဘူးအစိတ်လည်းမသိဘူးမီးလည်းမလောင်ဘူးဆိုတဲ့အကျိုးကျေးဇူးတွေကိုရလောကလူသားတွေဟာအန္တရာယ်လွန်များတဲ့ကြားမှာနေရတဲ့အခါမှာမေတ္တာပွားများပြီးတော့နေနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီအန္တရာယ်ကြားလွတ်ကင်းနိုင်တယ်လို့ဒီလိုဆိုလို့တည်ကြည်နှလုံးနဲ့မေတ္တာပွားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာအမှန်တမ်းသမာဓိလင်းလင်းမြန်မြန်ရရှိဒီလိုဆိုလို့သေဆုံးမတွေ့သေတဲ့အခါမှာလည်းပဲဒီသေပြီဆိုတဲ့အခါမိန်မောပြီးဘာမသိညာမသိနဲ့ရောင်ရမ်းအော်ဟစ်ပြီးတော့သေရတဲ့အသေးဆိုးမျိုးမသေးပဲနဲ့မေတ္တာရှိတဲ့မေတ္တာနှလုံးသားပိုင်ရှင်ဟာပြုံးပြုံးနဲ့စကားပြောရင်းနဲ့သေဆုံးသွားတယ်အမှန်တမ်းချီလင်အေးမြတဲ့အနေအထားနဲ့သေမှမသိသေသွားတဲ့ဆိုတဲ့အနေအထားမျိုးရောက်နိုင်တယ်အဲ့တော့ဒီအကျိုးတွေရဖို့ဆိုတာတာမန်အပြင်ရနိုင်တဲ့ကိစ္စတွေမဟုတ်ဘူးဒါကြောင့်မို့လို့မိမိရဲ့ယင်နဲ့နှလုံးထဲမှာမေတ္တာတရားရအောင်ကြိုးစားရမှာကြိုးစားရလောကလူတွေယောဂရှိတဲ့ပုဂ္ဂိုလ်တွေဆေးတောက်ကြရတယ်မိမိတို့ရဲ့ယင်ထဲမှာဆေးရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကယောဂတက်တာပါဆိုပါစို့ခေါင်းကိုက်နေတယ်ကြောအောက်နေတယ်ခေါင်းကိုက်ပြောက်ဆေးလေးတောက်လိုက်တဲ့အခါခေါင်းကိုက်တာပျောက်သွားတယ်ကြောအောက်တာပျောက်သွားတယ်လေးနာတာပျောက်သွားတယ်ဆေးလေးတောက်လိုက်လို့ပျောက်သွားတယ်လို့ပဲမေတ္တာတရားပွားများအထုတ်လိုက်သည့်အတွက်ကြောင့်ယောဂဝေဒနာတွေခန္ဓာကိုယ်မှာခံရခဲ့တဲ့အရာတွေအလုံးကပျောက်ပြီးတော့သွားနိုင်တယ်သေဆုံးမတွေ့သေလင်ပြမာဖြစ်တတ်စွာသေတဲ့အခါမှာလဲဇံရပြီဆိုရင်တော့ပြမပြေထီအောင်ရောက်နိုင်ပါတယ်လို့ဆိုအဲ့တော့မေတ္တာရဲ့အကျိုးကျေးဇူးတွေဟာအလွန်ကြီးမားတယ်ဒါကြောင့်မို့လို့မေတ္တာသက်ဝင်ချစ်ခင်နိုင်အောင်ကြိုးစားအထောက်ပါလို့ဒီလိုပြောလို့ပေါ့နော်အကယ်၍မေတ္တာမရှိဘူးဆိုလို့ရှိရင်တူရန်လိုပြီးအသေးစိုးနဲ့တေချာဒီကနေ့ကဘာမှာအကျပ်ဖက်သမားတွေနဲ့လက်နဲ့ဒီနဲ့အသေးစိုးသေးနေကြရတဲ့ဟာမေတ္တာကင်းမဲ့လို့ဖြစ်တာဖြစ်တယ်အကယ်၍သာမေတ္တာတရားလွှမ်းမိုးနေမဲ့ဆိုလို့ရှိရင်အဲ့ဒီအခြေအနေစိုးတွေကိုလူတွေကြုံတွေ့ကြရမှာမဟုတ်ဘူးလို့ဒီလိုယူဆဒါကြောင့်မို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်လေးစားစွာမှတ်သားပြီးတော့မြတ်စွာဘုရားကိုယ်တဏ္ဍမှာမေတ္တာမရောက်အောင်လူတွေကြိုးစားအထောက်ဖို့လိုအပ်တဲ့ဒီလိုဟောကြားတာဖြစ်တယ်ပေါ့
အဲ့ဒီမေတ္တာတရားကနေပြီးတော့ရှေ့ဆက်ပြီးတော့ကျင့်ကြံပွားများအထောက်လိုက်မယ်ဆိုလို့ရှိရင်နောက်ဆုံးမှာတမက်တဖို့ရပြီးတဏှာဝကလွတ်နိုင်တဲ့လမ်းစာတောင်တွေ့ရှိသွားနိုင်တယ်လို့ဒီလိုဆိုတယ်အဲ့တော့တဏှာဝကလွတ်ဖို့ဆိုတာကြတော့ဝိပဿနာတရားမရှုပွားပဲနဲ့ဘယ်တော့မှမရောက်နိုင်ဘူးဝိပဿနာတရားရှုပွားမှတဏှာဝကလွတ်နိုင်ဒါဖြင့်မေတ္တာကိုအခြေခံပြီးတော့ဝိပဿနာဘယ်လိုရှုကြမလဲဆိုပါစို့တရားတူတယောက်ကိုအာယုံပြုပြီးသို့မဟုတ်မိတ်ဆွေကိုအာယုံပြုပြီးတော့မေတ္တာပွားတယ်ဆိုပါစို့အဲ့ဒါလို့မိတ်ဆွေဆိုတဲ့ပုဂ္ဂိုလ်ကိုအာယုံပြုပြီးတော့မေတ္တာပွားတယ်အဲ့ဒါလို့မေတ္တာပွားလို့ရှိရင်သူကမေတ္တာဘာဝနာရဲ့အာယုံကတရားတတ္တဝါပြည့်ညတ်ဖြစ်တယ်ပေါ့တတ္တဝါကိုအာယုံပြုတာဖြစ်တယ်တတ္တဝါကိုအာယုံပြုတယ်ဆိုတဲ့အနေအထားနဲ့မေတ္တာဘာဝနာကိုပွားရတာဖြစ်တယ်အဲ့တော့ဝိပဿနာရှုထောင့်ကနေကြည့်လိုက်ရင်တတ္တဝါဆိုတာရှိသလားလို့ဆိုမရှိဘူးရုပ်နဲ့နာနဲ့နှမျိုးသာရှိတယ်ဒါကြောင့်မေတ္တာတုတ်ပရိတရားတော်မှာမြတ်စွာဘုရားဟောထားတာရှိတယ်ဒိဋ္ဌိသအနုပကမ္မသီလဝါဒတနေနတမ္ပန္နောဒိဋ္ဌိသအနုပကမ္မမေတ္တာပွားများတဲ့ပုဂ္ဂိုလ်ဟာပုဂ္ဂိုလ်တရားကိုမေတ္တာပွားရတာဖြစ်သောကြောင့်သူ့ရဲ့အတွေးနယ်ထဲမှာပုဂ္ဂိုလ်ရှိတယ်တရားရှိတယ်ဆိုတဲ့အတွေးတွေရောက်လာလို့ရှိရင်မှားယွင်းတဲ့အမြင်တစ်ခုလို့ပြောလို့ရအဲ့ဒီမှားယွင်းတဲ့အမြင်တစ်ခုကိုလေဝိပဿနာဉာဏ်နဲ့ဖြောက်ပြီးတော့ရှုဖို့လိုတယ်အဲ့တော့မေတ္တာပွားပြီးဆိုတဲ့အခါမှာပုဂ္ဂိုလ်တရားကိုအာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့အဒေါသဆိုတဲ့မေတ္တာစိတ်ကလေးအဲ့ဒီမေတ္တာစိတ်လေးကိုအာယုဝိပဿနာရှုတော့မယ်ဆိုလို့ရှိရင်ကိုယ်တဏ္ဍမှာဖြစ်တဲ့တရားရည်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်လေးဟာနန္တရားတသက်မြတ်တာဖြစ်တယ်တရားရည်ရဲ့အကျိုးကိုလိုလားတဲ့စိတ်နေသဘောထားနန္တရားတသက်မြတ်တာဖြစ်တယ်ငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးတရားကိုအာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့မွန်မြတ်တဲ့စိတ်မြတ်တာဖြစ်တယ်နန္တရားတသက်မြတ်တာဖြစ်တယ်လို့ဟောတယ်လို့ဆင်ញင်လိုက်မယ်ဆိုရင်ဝိပဿနာလမ်းကြောင်းပဲရောက်သွားတယ်အဲ့ဒါလို့ဆင်ញင်လိုက်တဲ့အခါမှာဒီစိတ်လေးဟာဘာကြောင့်ပေါ်လာတော့လို့ရှေ့ဆက်ပြီးတော့ဘယ်ကနေပေါ်လာတာတော့လို့ကြည့်လိုက်ရင်နှလုံးသားကိုအမိပြုပြီးတော့ဟရိယဝတ္ထုဆိုတဲ့ရုပ်ကိုအမိပြုပြီးတော့ဖြစ်လာတာအဲ့တော့မိယဝတ္ထုရုပ်နဲ့ဆက်ပြီးတော့ဒီမေတ္တာစိတ်လေးဟာအာရောဓဆိုတဲ့မေတ္တာတရားလေးဟာနှလုံးသားကိုမိဖြစ်တော့နှလုံးသားဆိုဒီမှာဓာတ်ကြီး၄ပါးဖြင့်ဖွဲ့စည်းထားတဲ့အရာဖြစ်လို့ဓာတ်ကြီး၄ပါးနဲ့တခြားသက်ဆိုင်ရာရုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ရူပခန္ဓာမျှတာဖြစ်တယ်ရုပ်တရားအစုမျှတာဖြစ်တယ်လို့ဆက်လက်ပြီးတော့ဆင်ញင်သုံးသပ်လိုက်နိုင်မယ်ဆိုရင်မေတ္တာဆိုတဲ့အာရောဓကနန္တရားထိုမေတ္တာရဲ့တရားနှလုံးသားကရုပ်တရားရုပ်နာနှမျိုးမျှတာဖြစ်တယ်လို့ဒီလိုအမှန်မြင်လိုက်တာနဲ့ဒီတိုင်းနဲ့တရားဆိုတဲ့အတွေးတွေဟာရပ်ဆိုင်သွားအဲ့ဒါကိုပြောတာမေတ္တာတုတ်ထဲမှာဒိဋ္ဌိသအနုပကမ္မဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အမြင်တစ်ခုမရောက်စေရဘူးဝိပဿနာဉာဏ်နဲ့ရှုလိုက်တဲ့အခါမှာယုံတဲ့နာနဲ့နှမျိုးတည်းဆိုတာသိလာတယ်အဲ့ဒီအနေဆက်ပြီးတော့စဉ်းစားလိုက်တဲ့အခါမှာဒီမေတ္တာဆိုတဲ့အာရောဓစိတ်ဟာသူ့ဟာသူဖြစ်တာလားလို့ဆိုမဟုတ်ဘူးတရားဆိုတဲ့အာယုံပညာကိုအာယုံပြုပြီးတော့ဖြစ်လာတရားဆိုတဲ့အာယုန်ဒီအာရမဏပစ္စယောလို့ဆိုတဲ့အတိုင်းအာယုန်ဒီဟူသောအကြောင်းတရားပဲဖြစ်တယ်။အဲ့ဒီအာယုန်အကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့နန္တရားတသက်မြတ်တာဖြစ်တယ်လို့အကြောင်းတရားကိုတွဲဖက်ပြီးတော့ဆင်ញင်လိုက်လို့ရှိရင်ပစ္စယပရိက္ခဉာဏ်ဆိုတာရအောင်။အဲ့တော့နာမရူပပရိစ္ဆေဒဉာဏ်ယုံနဲ့နာနှမျိုးသာရှိတယ်ဆိုတဲ့အသည့်ဒီယုံနာနှမျိုးဟာလည်းပဲဘုရားသခင်ဖန်ဆင်းလို့ဖြစ်တာမဟုတ်ဘူးဆိုင်ရာအကြောင်းတရားကြောင့်သာဖြစ်လာတာဖြစ်တယ်လို့သိတဲ့အသည့်အဲ့ဒီအသိဉာဏ်နှစ်ခုဟာအလွန်တန်ဖိုးရှိတဲ့ဝိပဿနာဉာဏ်ရဲ့အခြေခံအသိများဖြစ်လာတယ်ဒါကိုပဲနာမရူပပရိစ္ဆေဒဉာဏ်ပစ္စယပရိက္ခဉာဏ်လို့ဒီလိုခေါ်တယ်အဲ့ဒီအသိကိုတမ္မာလို့မအောင်မေ့လေနဲ့ဝိပဿနာလမ်းကြောင်းပေါ်တက်လိုက်တာ
ငါတဏ္ဍာမှာဖြစ်နေတဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာစိတ်လေးဟာနန္တရားအဲ့ဒီမေတ္တာစိတ်လေးဟာနှလုံးသားထဲကဖြစ်တာဖြစ်သောကြောင့်နှလုံးသားကယုတ်တရားယုတ်နဲ့နံနှစ်မျိုးသာလင်ဖြစ်နေတာဖြစ်တယ်ဒီထဲမှာငါဆိုတာမရှိဘူးငါဟာဆိုတာမရှိဘူးယုတ်နံတက်တက်မြတာဖြစ်တယ်လို့ဆိုတာကိုအကျဉ်းချင်းထပ်ထပ်ဆင်ញင်သုံးသပ်ကြည့်ရအဲ့ဒီလိုဒီမေတ္တာနှလုံးသားထဲမှာမေတ္တာစိတ်ဓာတ်လေးဖြစ်ပေါ်လာခြင်းဟာတရားပြည့်ညတ်ပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့အတွေးကြောင့်ဖြစ်လာတာလို့ဆင်ញင်သုံးသပ်လိုက်လို့ရှိရင်အကြောင်းတရားကိုပါသိမြင်လာတယ်အဲ့ဒီဉာဏ်တစ်ခုကိုစာပေကျမ်းဂန်လို့ပြောတော့ဓမ္မရူပပရိစ္ဆေဒဉာဏ်နာနဲ့ယုတ်ကိုသိတဲ့ဉာဏ်လို့ခေါ်တယ်ပစ္စယပရိက္ခဉာဏ်အကြောင်းတရားကိုပါပိုင်းခြားသိတဲ့ဉာဏ်လို့ဒီလိုခေါ်တယ်အဲ့ဒီဉာဏ်တစ်ခုရရှိလာပြီဆိုလို့ရှိရင်မြတ်ဗုဒ္ဓရဲ့အဆုံးအမသာသနာမှာဒီပုဂ္ဂိုလ်တွေဟာယတ္တရားတစ်ခုရလာတယ်နောက်ဆုံးမှာဘယ်လောက်ထိအောင်ကျင့်တတ်เสียဖြစ်လာလို့ဆိုသောတာပန်အငယ်စားသောတာပန်နဲ့အလားတူတဲ့အနေအထားမျိုးရောက်လာတယ်ဟောဝိပဿနာရှုလိုက်တာနဲ့တွေ့ရတယ်အဲ့ဒီဘက်ကိုရောက်ဒီဒီမဲ့လမ်းဆုံးလာဆိုမဆုံးသေးဘူးဆက်လက်စဉ်းစားရမှာတရားကိုအာယုပြုပြီးတော့ဖြစ်ပေါ်လာတဲ့အာရောဓဆိုတဲ့မေတ္တာတရားလေးဟာအာယုပြုလိုက်တဲ့အခိုက်ကလေးမှာပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်ပျောက်သွားတယ်အာယုမပြုခင်ကတဏှာမှာရှိနေတာမဟုတ်ဘူးအာယုပြုလိုက်မှပေါ်လာတယ်ဆိုတာအကြောင်းကိုဆွဲပြီးတော့ပေါ်လာတာဖြစ်တယ်အဲ့တော့အာရောဓဆိုတဲ့ဒီမေတ္တာတရားလေးဟာဖြစ်လာပြီးရင်ပျက်စီးသွားတဲ့သဘောရှိလို့အနိစ္စပါလို့အဲ့ဒီလိုမြင်လာလို့ရှိရင်လက္ခဏာရင်တင်ပြီးတော့ဆင်ញင်သုံးသပ်လိုက်တယ်အနိစ္စဆိုတာဖြစ်လာပြီးတဲ့နောက်ပျောက်ကွယ်သွားခြင်းဟာအနိစ္စလို့ခေါ်ဘယ်ရာပဲဖြစ်လာပြီးပျောက်သွားနောက်ထပ်ဆက်ဖြစ်တာပဲရှိအဲ့ဒါလို့ဖြစ်လာပြီးတဲ့နောက်ပျောက်သွားတဲ့သဘောကိုဆင်ញင်နိုင်တာဟာအနိစ္စလက္ခဏာကိုသိမြင်ခြင်းပဲဖြစ်တယ်အနိစ္စမမြဲတဲ့သဘောကိုဆင်ញင်လိုက်တဲ့ပုဂ္ဂိုလ်တိုင်းဟာမမြဲတဲ့အရာကြီးဟာထာဝရကိုယ်ကိုနှိမ့်ဆက်နေတာဖြစ်သောကြောင့်ဒုက္ခဆိုတာကိုလည်းရှင်းသိလာတဲ့ကိုယ်ဘာမှမတတ်နိုင်ဘူးဆိုတဲ့အနတ္တသဘောတရားကိုလည်းသိလာတယ်အနိစ္စမြင်လို့ရှိရင်ဒုက္ခလည်းမြင်လာတယ်အနတ္တလည်းမြင်လာတယ်ဆိုဝိပဿနာဉာဏ်လမ်းကြောင်းပေါ်ရောက်အဲ့ဒါလိုရောက်လာပြီးဆက်လက်ပြီးတော့ဆင်ញင်တဲ့အခါမှာအခုဖြစ်အခုပြတ်သွားတဲ့သဘောတွေအဲ့ဒီသဘောတွေမြင်လာတဲ့အခါမှာဥရိယပယဉာဏ်လို့ဆိုတဲ့ဉာဏ်အသိဉာဏ်ဟာရင့်ကျက်ပြီးတော့ဖြစ်ပေါ်အခုဖြစ်အခုပြည့်ဆိုတဲ့ဥရိယပယဉာဏ်ရလာတဲ့အခါမှာနောက်ဆုံးမှာအပြစ်တွေကပိုများလာတာမြင်ရတော့ဘေငဉာဏ်လို့ဆိုတဲ့အသိဉာဏ်တစ်ခုရလာပြည့်နေတာတွေကြီးပဲမြင်လာလောကသားတွေမှာဒီတရားတွေပေါ်မှာအကျိုးလိုလားတဲ့စိတ်ကလေးဟာဒီဖြစ်လာလိုက်ပြတ်သွားလိုက်ဖြစ်လာလိုက်ပြတ်သွားလိုက်နဲ့နောက်ဆုံးမှာအပြစ်တွေကြီးပဲလို့မြင်လာတဲ့အခါမှာဘေငဉာဏ်ဖြစ်လာပြီနောက်ဆုံးဒီလောက်ပြတ်နေတဲ့အရာတကူဟာကြောက်เสียကြီးပဲလို့ဒီလိုမြင်လာလို့ရှိရင်ဘုရားဉာဏ်လို့ခေါ်အဲ့ဒါလို့ဝိပဿနာဉာဏ်အစဉ်စဉ်တက်သွားဝိပဿနာဉာဏ်အစဉ်စဉ်တက်သွားပြီနောက်ဆုံးမှာအမြဲတမ်းပြတ်နေတဲ့အရာကြီးဟာအန္တရာယ်များတဲ့အရာဖြစ်လို့အာရိနဝဉာဏ်ဒါလောက်အန္တရာယ်များတဲ့အရာကြီးကိုလွတ်ချင်လာဒီစိတ်တွေကိုယ်တဏ္ဍာမှာဖြစ်နေတာကလွတ်ချင်လာနန္တရားတွေအလုံးကလွတ်ချင်လာတယ်ယုတ်တရားတွေအလုံးကလွတ်ချင်မောစီတုကမြတ်တာဉာဏ်လို့ခေါ်အဲ့ဒီကနေပြန်လီဆင်ញင်သုံးသပ်တာပဋိသင်္ခာဉာဏ်ပဋိသင်္ခာဉာဏ်ကနေဆင်ញင်သုံးသပ်လိုက်တဲ့အခါမှာသင်္ခါရသဘောတရားတွေထိုင်ပြီးတော့ရှုချစ်ချင်းမုံငြိမ်ကင်းပြီးတော့သင်္ခါရတရားတွေရဲ့သဘာဝတရားကိုဆင်ញင်သုံးသပ်နိုင်လာတဲ့သင်္ခါရုပ္ပခဉာဏ်လို့ဆိုရယ်ရင့်ကျက်တဲ့ဉာဏ်ရလာပြီဆိုဝိပဿနာဟာထွတ်ထိပ်ကိုရောက်လာအဲ့ဒီဉာဏ်ရင့်တန်လာပြီဆိုတော့မှနိဗ္ဗာန်ကိုအာရုံပြုနိုင်တဲ့မဲ့ဉာဏ်တို့ဖုံဉာဏ်တို့ဆိုတာပေါ်လာအဲ့ဒီပေါ်လာတဲ့အခါမှာမဲ့ဉာဏ်ပေါ်လိုက်တဲ့အခါမှာကိလေသာတွေကိုဖယ်ရှားပြစ်နိုင်တယ်ဆိုတာဖြစ်တယ်အဲ့ဒီကိလေသာတွေကိုဖယ်ရှားပြစ်လိုက်နိုင်ပြီဆိုတဲ့အခါမှာခုနကကိလေသာအာသောတွေတဲမှာအမုန်းတရားလို့ဆိုတဲ့ဒေါသဟာလည်းပျောက်ခင်းသွားချစ်ခင်တွေ့တာမှုဆိုတဲ့လောဘလည်းပျောက်ခင်းသွားသန့်စင်တဲ့မေတ္တာတက်တက်မြတာကြံပြီးတော့နောက်ဆုံးမှာအလွန်အေးချမ်းတဲ့နှလုံးသားပိုင်ရှင်ဖြစ်ပြီးတော့
မေတ္တာသက်ဝင်ချစ်ခင်ခြင်းလို့ဆိုလို့ဘယ်တော့အခါမှအမုန်းတရားကိုယ်တဏ္ဍမှာပြန်ရောက်မလာတော့ပဲဘယ်တော့အခါမှမေတ္တာကိုကြော်လွန်တဲ့တဏှာရာဂဆိုတာကိုယ်တဏ္ဍမှာဘယ်တော့မှရောက်မလာပဲအစဉ်ထာဝရအေးချမ်းပြီးတော့အများအပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့စိတ်တသမတ်ထဲရရှိပြီးတည်ငြိမ်အေးချမ်းစွာနေနိုင်ပြီးငြိမ်းချမ်းတဲ့ဘဝတစ်ခုဖြတ်သန်းနိုင်မှာဖြစ်တယ်တရားချစ်ခင်ပြုတော်စဉ်ပြိဿပေါင်းတို့မေတ္တာသက်ဝင်ချစ်ခင်ခြင်းလို့ဆိုတာဟာနောက်ဆုံးမှာကိလေသာကင်းစင်တဲ့မေတ္တာသက်ဝင်ချစ်ခင်ခြင်းကိုထာဝရပိုင်ဆိုင်သွားပြီဆိုရင်ထိုပုဂ္ဂိုလ်ဟာတည်ငြိမ်အေးချမ်းတဲ့ထာဝရငြိမ်းတဲ့နိဗ္ဗာန်ချမ်းသာကိုလည်းပဲမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးမိမိတို့ရဲ့နှလုံးသားထဲမှာမေတ္တာသက်ဝင်ချစ်ခင်နိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်စိတ်ချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်စိတ်ချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဟောလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗ္ဗေတံဘဝယန္တုသုခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်မြူပဝင်းငွေလမင်းနှင့်ရောင်ကြီးရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွင်းမဲ့ဩသောလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ကြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ရေအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေးမြကြည်သာသာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဟောလန္တဝန္တာရွှေမြူဝမုံလူလျက်ကြည်မြူဝဲကြုံပူပွေးညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေတဲ့ရောရှက်သိမ့်ပြန်ပီတိတိဟုသောယတန်တို့သည်ဘဝယံတုကောင်းစွာမဲ့သွေးကြိုင်လိုက်၍နေကြပါစေကုန်တည်း